မိတ္တမောင်သူတော်ကောင်းတို့ကိုဦးဇင်းတို့ဒီကနေ့ညဘာတရားဟောမှလဲဆိုလို့ရှိရင်အင်္ဂုတ္တရနိကေနဝကနိပတ်မှာလာရှိတဲ့တိဟနာဒသုတ်တံတဲ့ပိဋကတရားသုတ်တံရဲ့နာမည်ကတိဟနာဒဒီစကားလေးကိုတချို့ပုဂ္ဂိုလ်တွေကြားဘူးကြပါလိမ့်မယ်တိဟဆိုတာရှင်သေးပဲနော်နာဒဆိုတာကျူးရင်မကြောက်မရွံ့ရှင်သေးမင်းတို့လိုရဲရဲတင်းတင်းပြောဆိုတဲ့စကားကိုရှင်သေးဟောက်တံတိဟနာဒဒီလိုပြောတယ်နော်ဒီကနေ့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့သာသနာတော်မြတ်ကြီးမှာမြတ်စွာဘုရားပြီးလို့ရှိရင်ပညာရာမှာဣတရေရတဲ့မထေရမြတ်ကြီးတစ်ပါးဖြစ်တဲ့အရှင်သာရိပုတ္တရာဧတတို့အလုံးသိတယ်နော်အဲ့ဒီအရှင်သာရိပုတ္တရာမထေရမြတ်ကြီးရဲ့မရွတ်မကြောက်ချင်းသေးဟောက်တဲ့ကဲ့သို့ရဲရဲတောက်ညာသူ့ရဲ့အည်သွေးတွေကိုဖော်ပြတဲ့တိဟနာဒဆိုပြီးတော့သံဃာယနာတင်ကြတဲ့သင်္ကိတိမထေရများနာမည်ပေးထားခဲ့တယ်ချင်းသေးဟောက်တံတရားပေါ့နော်တခါကြီးမိုက်ပြကိုတော်ရှင်မြတ်ကြီးဟာသူ့ရဲ့အည်အသွေးကိုအဲ့ဒီမှာသူကိုယ်တိုင်ပဲပြောခဲ့တာစိတ်ဝင်စားစရာကောင်းတယ်လို့ဦးဇင်းတို့ထင်ပါတယ်ခုဒီနေရာမှာတရားနာလာကြတယ်ဆိုတာလေးနဲ့ပတ်သက်ပြီးတော့လူလောကမှာအဓိကအကြဆုံးနဲ့အရေးအကြီးဆုံးအလုပ်တွေဘာလဲလို့မေးလို့ရှိရင်ပိဋကတို့ရဲ့စိတ်ထဲမှာဖြေတရားအဖြေများအရန်တင်များရှိကြမလားမသိဘူးအဓိကအကြဆုံးနဲ့အရေးကြီးဆုံးအလုပ်တွေဘာလဲဆိုရင်ဦးဇင်းတို့မြင်တာထင်တာကိုပြောမယ်နော်မိမိကိုယ်ကိုဓာတ်ထက်ပို့ပြီးတော့ကောင်းအောင်လုပ်ဖို့ဒီအဓိကအကြဆုံးနဲ့အရေးကြီးဆုံးအလုပ်လို့ဦးဇင်းတို့အဲ့လိုထင်ပါတယ်ပိဋကတို့သဘောတူလားကိုဓာတ်ထက်ပိုကောင်းအောင်လုပ်တဲ့အလုပ်ထက်ပိုပြီးတော့အရေးကြီးတဲ့အလုပ်လောကမှာရှိအောင်မလားကိုဓာတ်ထက်ပိုကောင်းအောင်လုပ်တဲ့အလုပ်တဲ့တန်ဖိုးရှိတဲ့အလုပ်လောကကြီးမှာရှိနိုင်မှာအောင်မလားမရှိနိုင်ဘူးအခုမကောင်းဘူးလို့ပြောတာမဟုတ်ဘူးနော်အခုကောင်းနေတာတွေထက်ပိုပြီးတော့ကောင်းလို့ရသေးတယ်မဟုတ်လားရတယ်နော်တခါကြီးမှကြီးများခုဒကာဓမ္မတို့ဦးဇင်းတို့ရဲ့စိတ်ကိုဆင်းရဲအောင်နှိပ်စက်နေတဲ့လူချင်းမမောမှုတွေရှိတယ်မကျေနပ်မှုတွေရှိတယ်တွေးဝေမိုင်မဲမှုတွေရှိတယ်အဲ့ဒီလူချင်းမှုတွေမကျေနပ်မှုတွေတွေးဝေမိုင်မဲမှုတွေကိုတဖြည်းဖြည်းနဲ့နေသွားအောင်ကြိုးစားခြင်းသည်ကိုပိုကောင်းအောင်ကြိုးစားတာမဟုတ်လားလူတွေကိုနှိပ်စက်နေတဲ့တရားတွေထဲမှာလောဘကလည်းလူကိုအကြီးကျယ်နှိပ်စက်တာဒေါသကလည်းလူကိုအကြီးကျယ်နှိပ်စက်တာမောဟတို့မာနတို့ကလည်းလူကိုအကြီးကျယ်နှိပ်စက်တာအဲ့ဒီနှိပ်စက်နေတဲ့တရားတွေထဲမှာအထင်ရှားဆုံးနဲ့အပြင်းထန်ဆုံးနှိပ်စက်သောတရားသည်ဘယ်တရားများဖြစ်မဲ့ထင်လဲဒေါသနော်တခါကြီးဒီမကြီးများအင်မတန်ထင်ရှားတယ်နော်ဒေါသပြင်းပြင်းထန်ထန်ဖြစ်လာရင်အသက်တောင်သေဆုံးသွားနိုင်တယ်မဟုတ်လားအေးတကယ်စိတ်ဆင်းရဲနေပြီဆိုတဲ့အချိန်မှာအဲ့ဒီအချိန်မှာလောဘဖြစ်နေသလားဒေါသဖြစ်နေသလားလို့ပြန်စဉ်းစားကြည့်ရင်ဉာဏ်ရှိရင်သိနိုင်တယ်အဲ့ဒီအချိန်မှာဘာဖြစ်နေတာလဲဒေါသဖြစ်နေတာဒါကြောင့်ခုခေတ်ပညာရှင်တွေကသူတို့ရဲ့စွမ်းထက်တဲ့ကိရိယာတွေနဲ့တိုင်းတာပြီးတော့ပြောတယ်တဏှာကြီးလောက်ပြင်းပြင်းထန်ထန်ဒေါသဖြစ်ရတာဟာ12နာရီလောက်အလုတ်ကျန်းလုပ်ရတာတဲ့ပို့ပြီးတော့ခန္ဓာကိုယ်ကိုထိခိုက်တယ်လို့တောင်ပြောတယ်နော်တခါကြီးမိုက်မြဒါကပြစ္ဆုတ်ပန်နဲ့ဆင်းရဲတာကိုပြောတာမြတ်စွာဘုရားရဲ့ဒေသနာတော်လိုရကတော့နတ္ထိရာဂသမောအကိနတ္ထိဒေါသသမောကလိဒေါသသမောဒေါသနဲ့တူသောကလိအပြစ်သည်နတ္ထိမရှိနိုင်ဘူးလောကမှာအကြီးကျယ်ဆုံးသောအပြစ်သည်ဒေါသပဲဟုတ်လားတခါကြီးမိုက်မြဒါကြောင့်ဒကာဓမ္မတို့ဦးဇင်းတို့ပိုးကောင်းအောင်ကြိုးစားကြမယ်ဆိုတဲ့နေရာမှာကြီးနေတဲ့ဒေါသတွေကိုသေသွားအောင်ဟုတ်လားကြမ်းထမ်းနေတဲ့ဒေါသတွေကိုနုညံ့သိမ်မွေ့တဲ့မေတ္တာအဆင့်ရောက်အောင်ပြောင်းပေးနိုင်မယ်ဆိုရင်အဲ့ဒီအလုပ်တဲ့ကြီးကျယ်တဲ့မြင့်မြတ်တဲ့ကိုကြိုးစည်းပွားစစ်မှန်တဲ့အလုပ်အခြားရှိနိုင်မှာဦးမလားမရှိနိုင်ဘူးဒါကြောင့်တရားနာတယ်ဆိုတာကိုကောင်းအောင်လုပ်တဲ့အလုပ်ကိုအထောက်အကူပြုဖို့အတွက်မြတ်စွာဘုရားရဲ့ဒေသနာတော်တွေကိုလမ်းပြီးတော့သင်ကြားနေကြတာလို့ရိုးရိုးလေးအဲ့ဒါလိုနားလည်ထားရမယ်နော်ဒကာကြီးမိုက်များဟုတ်လားကိုကောင်းအောင်လုပ်တဲ့အလုပ်ကလည်းလွယ်တဲ့အလုပ်တစ်ခုတော့မဟုတ်ဘူးမလွယ်လို့မို့ဒီအချိန်ထိကျွမ်းကျွမ်းကျင်ကျင်မတက်သေးလို့အခုအချိန်ထိမကောင်းတဲ့နေရာမှာပဲတ
တနည်းအားဖြင့်အပြည့်အဝမကောင်းသေးတဲ့နေရာမှာပဲတရားဓမ္မတို့ဥစဉ်တို့တွေရှိနေသေးတယ်ဟုတ်လားကိုယ့်ကိုယ်ကိုကောင်းအောင်လုပ်တာလွယ်တဲ့အလုပ်လားလောကမှာအကောင်းဆုံးကဘယ်သူလဲလို့မေးရင်မြတ်စွာဘုရားအကောင်းဆုံးကိုသင်ကြားပေးနိုင်တာလေမြတ်စွာဘုရားအဲ့ဒီလိုအကောင်းဆုံးဖြစ်ဖို့အကောင်းဆုံးနေလုပ်တတ်အောင်သင်ကြားပေးဖို့အတွက်ဘုရားဘလောက်လုံးလဝရိယစိုက်ထုတ်ခဲ့ရတယ်လေလေးသင်ချေနဲ့ကဘာတသိနော်တခါကြီးမိုက်မြဒါကြောင့်လွယ်လွယ်ကူကူအလုပ်ကိစ္စတစ်ခုတော့မဟုတ်ဘူးဟုတ်လားဒါကြောင့်ဒီပေးသက်ကြီးဒီနေရာမှာရောက်လာတာဟာကိုကိုဓာတ်ထက်ပိုကောင်းအောင်လုပ်ဖို့အတွက်ကောင်းအောင်လုပ်တဲ့နည်းကိုသင်ကြားဖို့ရောက်လာတာလို့ရိုးရိုးလေးနားလည်ရမယ်နော်တခါကြီးမိုက်မြအေးဒီတရားဒေသနာကိုဟောခြင်းရဲ့ရည်ရွယ်ချက်ကအဲ့ဒါပဲဒေါသကြောင့်ပင်ပန်းနေတဲ့စိတ်ကိုမေတ္တာတရားကြောင့်အေးချမ်းသွားစေဖို့ဟုတ်လားတခါကြီးမိုက်မြသီးမခံနိုင်တဲ့စိတ်တွေကြောင့်ကြမ်းတမ်းနေတဲ့စိတ်ကိုသီးခံခြင်းခန္တီတရားတွေကြောင့်နူးညံ့သိမ်မွေ့ပြီးတော့သူတစ်ပါးရဲ့အကျိုးမိမိရဲ့အကျိုးစီးပွားတွေကိုသေဖို့နိုင်ဖို့ဒီရွယ်ချက်နဲ့မြတ်စွာဘုရားရဲ့တရားတော်တွေကိုသူတော်ကောင်းတီးတီးတို့ဟာဟောကြားကြတာပဲမဟုတ်လားအဲ့တော့တရားဓမ္မတို့ကလည်းဒီရွယ်ချက်နဲ့ပဲနာကြတာပဲမဟုတ်လားအေးဒါကြောင့်ဒီကနေ့ညမိမိတို့ကိုအပြင်းအထန်နှိပ်စက်တဲ့အတိသာဆုံးနှိပ်စက်တဲ့ရန်သူဖြစ်တဲ့ဒေါသတရားတွေနေသွားအောင်ကြိုးစားတဲ့နေရာမှာအထောက်အကူပြုစေဖို့မေတ္တာတရားတွေခန္တီတရားတွေကြီးထွားအောင်ပြုစုပြောထောင်တဲ့နေရာမှာအထောက်အကူပြုစေဖို့ပေးသက်ပေါင်းသူတော်ကောင်းတို့ကိုသူတော်ကောင်းကြီးတွေမှတ်တမ်းတင်ထားတဲ့သီဟနာဒသုတ်တံတဲ့နာယူကြရမယ်ဟုတ်လားဒီတရားတော်ကိုမဟောကြားသေးခင်မနာကြသေးခင်မှာတရားတော်အလုံးကိုဟောကြားတော်မူခဲ့တဲ့ဘုရားရှင်ကိုတော်မြတ်ရဲ့အင်မတန်အေးချမ်းကြည်လင်တော်မူတဲ့မဟာကရုဏာကိုဒီတရားလုံးစုံကိုသိတော်မူမြင်တော်မူတဲ့သဗ္ဗညုတဉာဏ်ဒီဟုသောပညာကိုထိုကရုဏာကိုပညာကိုနှစ်ပါးစုံတို့ဖြင့်ပြည့်စုံတော်မူတဲ့ဘုရားရှင်ကိုတော်မြတ်ကိုယုံသိမြတ်တို့ရှိခိုးပူဇော်ကြအောင်စို့ကရုဏာတိတလဟရယံပညာပိသောတဝိဟတမောဟဓမ္မံသာနရမရလောကကရုဝန္တိတုကတံဂတိဝိမု dd ံကရုဏာတိတလဟရယံမဟာကရုဏာတော်ဖြင့်ဤမြသောစိတ်နှလုံးလေးရှိတော်မူပါ၏ထသောပညာပိသောတဝိဟတမောဟဓမ္မံအရဟတမေတိဟုသောအယံအလင်းဖြင့်ဝိဇ္ဇာတိဟုသောမိုက်မောင်းကိုဖယ်ခွာတော်မူပြီးထသောသာနရမရလောကကရုလူနှင့်မြမတတဝါနန္ဒတို့၏ကြောက်ထီတန်တုအလေးကရုပြုရာတဆူရီသောဆရာသခင်လေးဖြစ်တော်မူပါ၏ထသောဂတိဝိမု dd ံဒီဝမနုဿာနိရယနှင့်ပိဒတလိဆံလာယံရှိငါတန်သောဂတိတို့မှလီအထူးသဖြင့်ကင်းလွတ်တော်မူပြီးထသောဒုက္ကတံတတဝါတို့ဟာအကျိုးများကြောင့်ဟုတ်မှန်သောစကားကောင်းကိုသာမြတ်ဆိုတော်မူပါ၏ထသောဗုဒ္ဓံသစ္စာလေးရတရားမြတ်ကိုလက်ပေါ်တင်တာပရမညာကဲ့သို့မြတ်သားတင်သိမြင်ပေတဲ့ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုမယံတရားဟောပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ခေါ်ဆိုပညတ်ပရမတ်မမှုယုံနာနှစ်ဖြာဖြစ်ကြပါသောဘုရားတပည့်တော်တို့သည်ဘုနေဝနာမှာကာယဝစီမနောကြည်၍သုံးလီတော်ရပနာမဖြင့်ဒုက္ခယူကျိုးလက်ဆုံမူကားရှိခိုးဥညွတ်ပါ၏မြတ်စွာဘုရားသီဟနာဒသုတ်တံတဲ့ဘယ်မထေရမြတ်ကြီးပြောခဲ့တဲ့စကားလဲလို့မေးရင်ရှင်သာရိပုတ္တရာကိုတော်မြတ်ကြီးပြောခဲ့တဲ့စကားဟုတ်လားတခါကြီးမိုက်မြတ်ရှင်သာရိပုတ္တရာကိုတော်မြတ်ကြီးဆိုတာဦးဇင်းတို့ရဲ့သာသနာတော်မြတ်မှာမြတ်စွာဘုရားရဲ့ပါလေလက်ရတော်ယံလက်ဝဲတော်ယံကဘယ်သူလဲရှင်မဟာမောက္ကလံဒီရှင်သာရိပုတ္တရာနဲ့ရှင်မဟာမောက္ကလံကိုတော်မြတ်ကြီးနှစ်ပါးတို့ဟာလေအခသာဝကစုကိုဗံကလေးကစသူတို့ဟာအတူတူပဲနော်တခါကြီးဒီမိုက်မြတ်ဒီဘုရားရဲ့လက်ထက်မှာလူဖြစ်လာတော့သူတို့ရဲ့ယဟန်ပြုပုံကလေးကနည်းနည်းစိတ်ဝင်စားစရာကောင်းလို့လူငယ်တွေအတွက်နည်းနည်းရည်စူးပြီးတော့နည်းနည်းပြောပြမယ်ဟုတ်လားရှင်သာရိပုတ္တရာဥပတိတ်တဆိုတဲ့ရွာမှာဝင်ကန္တပုံနာကြီးနဲ့ရူပသားရီပုံနေမကြီးတို့ရဲ့သားနော်ဥပတိတ်တလို့ပဲရွာရဲ့နာမည်ရွာရဲ့အကြီးအကဲတထေးတကြွယ်ကြီးတူရဲ့သားပေါ့နော်အင်မတန်ပစ္စည်းဥစ္စာချမ်းသာပါတယ်ဒါကြောင့်သူငယ်ငယ်လေးတွေကစသူ့ရဲ့အချမ်းရံ900
အဲ့ဒါဒီအကုန်လုံးကခကြီးထွက်ပြီဆိုလို့ရှိရင်ရွှေထန်းစဉ်900နဲ့အဲ့ဒါလောက်ချမ်းသာတယ်ဟုတ်လားတကယ်ကြီးမိုက်မြရှင်မောက္ကလန်ကြတော့သူကအဲ့ဒါလိုမဟုတ်ဘူးသူကကောလိတရွာကမောက္ကလီပုံနေမကြီးရဲ့သားဟုတ်လားသူကဘာလဲဆိုတော့အာဇာနည်မြင်းကတဲ့ယထာ900အချမ်းရန်ရှိတယ်လို့ပြောတယ်သူကလည်းအဲ့ဒါလောက်ချမ်းသာတယ်ငယ်ငယ်လေးတွေကစပြီးတော့သူတို့နှစ်ဦးဟာလေမြေမုံကစားဘက်လေပင်တွဲပေါ်တွဲဘက်ကလေးပေါက်စလေးတွေကစတငယ်ချင်းပေါ့အဲ့ဒီကောလိတနဲ့ဥပဒိတ်တတငယ်ချင်းတို့ဟုတ်လားအဲ့ဒါနည်းနည်းကြီးပြင်းလာပြီဆိုတော့လည်းပဲဒီလိုဦးဇင်းတို့သွားတူလာတူစားတူနေတူထိုင်တူအင်မတန်ခင်မင်တယ်အင်မတန်ရင်းနှီးတယ်လို့ဆိုတယ်သူတို့ယဟန်ပြုခြင်းရဲ့အကြောင်းလေးကနည်းနည်းလေးစိတ်ဝင်စားစရာကောင်းတယ်ပေးသက်တို့လည်းကြားတော့ကြားဘူးကြပါလိမ့်မယ်ဝဲကြည့်ရင်နဲ့ယဟန်ပြုခြင်းစိတ်ပေါက်တာနော်တခါကြီးမိုက်မြသူတို့ကပျော်ပွဲရှင်ပွဲကြည့်ရင်လည်းတူတူပဲစင်ကြီးတွေဆောက်ပြီးတော့စုချသိရင်စုချရေတရားတွေ့ရင်တူတူကြီးဒီလိုပဲတူတူကြည်လာရင်းနဲ့တနေ့တော့ပါရမီကံတွေကလည်းနှိုးဆော်လာတော့လေအသိဉာဏ်တွေကလည်းကြီးလာတဲ့သဘောရှိတယ်အဲ့ဒီမှာဥပဒိတ်တရှင်သာရိပုတ္တရာရဲ့အလောင်းဖြစ်တဲ့ဒီလူလင်ကဘာစဉ်းစားလဲဆိုတော့ဟောဒီလူတွေပွဲကြည့်နေတဲ့လူတွေကိုလေနှစ်ပေါင်း100အတွင်းမှာအကုန်လုံးသေကြမှာဘာမြန်းပြိုစရာရှိလဲလို့ဒါကိုစဉ်းစားနေတာနောက်တခါကြီးမိုက်မြသဗ္ဗေပိအလုံးစုံလေးဖြစ်ကုန်သောဣမေတတ္တဝါပေါင်းတို့သည်ဩရံဝိသတတနှစ်ပေါင်း100ကာလအတွင်းမှာပဲမေစုမုခေသေမင်းရဲ့အခတွင်မှာပဋိသန္တိကြာရောက်ကြရပေကုန်လိမ့်မယ်ဒီလူတွေအကုန်လုံးနှစ်ပေါင်း100ရဲ့အတွင်းမှာသေမင်းရဲ့အခတွင်ကိုသက်ဆင်းကြရမယ်လူတွေကြီးပဲလို့တန်ဝေကဉာဏ်ရင်းရင်းတန်တန်ဖြစ်ပြီးတော့အခါတိုင်းပွဲကြီးတယ်လို့မျိုးမဟုတ်ဘူးမှိုင်းပြီးတော့နေတယ်တိုက်တိုက်ဆိုင်ဆိုင်ပဲကောဋိတလူလင်ကလည်းအဲ့ဒါလိုစဉ်းစားနေတာအဲ့ဒါလိုစဉ်းစားတော့ပွဲပြီးပြီဆိုတော့တကယ်ချင်းမင်းကြည့်ရတာဒီနေ့သိပ်ပျော်ဘူးမရပါဘူးဘလို့ဖြစ်နေတယ်ငါတော့ဒီလိုစဉ်းစားမိတယ်ကွာတိုက်ဆိုင်လိုက်တာတဲ့ငါလည်းပဲဒီလိုစဉ်းစားမိတယ်အဲ့ဒီလိုဆိုရင်တို့ဘာလုပ်ကြမလဲအမေဟိငါတို့တတွေသည်မောက္ခမေကိုလွတ်ရလန်းကိုသေခြင်းတရားမှလွတ်ရလန်းကိုပရိယေတိတဘောရှာမိမှသင့်မယ်သေခြင်းတရားကလွတ်ရလန်းကိုတို့ရှာမှဖြစ်မယ်ဆိုပြီးတော့တငယ်ချင်းတွေရောက်အညီညွတ်တိုင်ပင်ပြီးတော့မြင့်မြတ်တဲ့တရားကိုရကြည့်ရင်ဒီလူဦးကြောင့်လည်းလုံနေလို့တော့အစဉ်ပြေမှာမဟုတ်ဘူးဒါကြောင့်ယဟန်တစ်ပါးပါးရဲ့အသွင်ကိုယူမှဖြစ်မယ်ဆိုပြီးတော့ဦးဇင်းတို့သိန်းစည်းဆရာကြီးရဲ့ထံမှာဒီတငယ်ချင်း2ယောက်ဟာပရပိုက်အဝတ်ကိုဝတ်ကြတာရှိတဲ့စည်းစိမ်တွေအကုန်လုံးစွန့်ပြီးတော့ဝတ်တာနော်တခါကြီးမိုက်ပြအဲ့ဒီနေ့ကစပြီးတော့အမှန်တရားသစ္စာတရားစာထဲကတိုင်ပြောရလို့ရှိရင်တော့မောက္ခမက်ကောတဲ့လွတ်ရလန်းကိုရှာတာပိဋကရေဘာလန်းလဲလွတ်ရလန်းဒီစကားလေးကိုတည်တည်ချာချာစဉ်းစားကြည့်လွတ်ရလန်းကိုရှာတယ်ဆိုတော့ဒီလန်းကိုမတွေ့မချင်းတော့မိမိတို့မှာမလွတ်သေးဘူးဆိုတဲ့အဓိပ္ပာယ်နော်တခါကြီးမိုက်မြမလွတ်သေးလို့မို့လွတ်ရကိုရှာရတာမဟုတ်လားဟုတ်လားအေးအဲ့ဒီလိုသစ္စာတရားကိုရှာရင်းနဲ့သူတို့ရဲ့ဆရာဖြစ်တဲ့သိန်းစည်းဆရာကြီးရဲ့အယူဝါဒတွေကိုသူတို့ဟာရက်ပိုင်းတွင်းမှာပဲတက်တယ်ဘာနှစ်သာရမှမရှိဘူးဆိုတာလဲသူတို့သိတယ်သို့တော်လည်းပဲလွတ်ရလန်းကိုမတွေ့သေးတော့ဒီလိုနဲ့ရှာဖွေပြီးတော့လာရင်းနဲ့ဦးဇင်းတို့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးလောကသုံးပါးမှာအထွတ်ထိပ်ကိုရောက်တယ်မဟုတ်လားအေးအဲ့ဒီမှာရှင်အတ္တဇိမထေဟောတဲ့တရားရှင်သာရိပုတ္တရာအလောင်းဖြစ်တဲ့ဥပဒိတလူလင်အရင်နာရတယ်မဟုတ်လားဒါပိဋကတို့သိတယ်နော်တခါကြီးမိုက်မြဒီရှင်အတ္တဇိရဲ့သွားပုံလာပုံနေပုံထိုင်ပုံကိုကြည့်ပြီးတော့ဒီလောက်နူးညံ့သိမ်မွေ့တည်ငြိမ်မှတော့အမှန်တရားကိန်းမေလို့ခံမှန်းမိတယ်ဒါကြောင့်မလို့နောက်ကလိုက်သွားပြီးတော့မေးတာပဲရှင်ဘုရားဘုဇုရဲ့တပည့်လေးအရှင်ဘုရားဘလို့တရားမျိုးကိုကြိုက်လေအဲ့ဒီမှာရှင်အတ္တဇိကငါခုမှယဟန်ပြုတာပဲရှိပါသေးတယ်ဆိုပြီးတော့အတင်းတောင်းမှန်တော့မှယေရမဟေတုပဘဝဒေသဟေတုတထာဂတောအာဟပိဋကတို့ကြားဘူးတယ်နော်အေးအဲ့ဒီမှာဂါထာတပုတ်တောင်ဆုံးအောင်မနာသေးခင်မှာသုံးပါဒရဲ့အဆုံးမှာရှင်သာရိပုတ္တရာအလောင်းဟာလေသောတာပတ္တိမေဉဏ်ကိုရအဲ့ဒီမှာတော်ပြီဗျာအရှင်ဘုရားဒီလောက်ဆိုရင်ရအောင်တော့ဖေရတပည့်တော်သစ္စာတရားကိုသိပြီအရှင်ဘုရားတို့ရဲ့ဆရာတပည့်တော်တို့ရဲ့ဆရာဖြစ်တဲ့မြတ်စွာဘုရားဘယ်မှာသတင်းသုံးလို့အေးဘယ်မှာသတင်းသုံးနေတယ်
အဲ့ဒီလိုဆိုရင်တပည့်တော်ရဲ့အချစ်ဆုံးတငယ်ချင်းဂတိကဝတ်ထားတာရှိတယ်သွားပြီးတော့တပည့်တော်ပြောရအောင်မယ်ဆိုပြီးတော့ဥပဒိတလူလင်ပရပိုက်ပြောတဲ့တရားစကားကိုနားထောင်ပြီးတော့ကောလိတလူလင်ပရပိုက်ကလည်းပဲသောတပတ္တိမေညာကိုရဟုတ်လားအဲ့ဒီမှာဘုရားကြီးသွားတော့မယ်ဆိုတော့သူတို့ရဲ့တပည့်125ယောက်250တယောက်ကို125ယောက်ရှိအဲ့ဒီတပည့်250နဲ့မြတ်စွာဘုရားကြီးသွားတော့မယ်ဆိုတော့သိန်းစည်းဆရာကြီးကိုခေါ်တယ်ဆရာကြီးလည်းလိုက်ခဲ့ပါတပည့်တော်ကျွန်တော်တို့သစ္စာတရားကိုတွေ့ပြီအဲ့ဒီမှာသိန်းစည်းဆရာကြီးကဘာလို့သွားကြမှာလဲမင်းတို့2ယောက်နဲ့ငါနဲ့3ယောက်ဟောဒီတပည့်ပရိသတ်ကြီးကိုအတူတူအုပ်ချုပ်ကြတာပေါ့ပရိသတ်ရဲ့အမှန်တရားထက်ဂုံပကာသနပရိသတ်အချွေရန်ကိုမမောတာနော်အဲ့ဒီမှာဘယ်လိုမှခေါ်လို့မရတော့အဲ့ဒီလိုဆိုရင်ကျွန်တော်တို့ကတော့သွားမှာပဲဆိုပြီးတော့တပည့်တွေကိုခေါ်သွားတော့သိန်းစည်းဆရာကြီးဟာသွေးအံပြီးတော့ကြံရစ်တူတူပြောရတော့လေအဲ့ဒီလိုနဲ့မြတ်စွာဘုရားသည်ရောက်မြတ်စွာဘုရားကယဟန်တော်တွေကိုအက္ခတာဝကအစုံဖြစ်တဲ့ဥပဒိတနဲ့ကောလိတတို့ရောက်လာကြပြီလို့ယာရီစကားပြောအဲ့ဒီမှာသိန်းစည်းဆရာကြီးခေါ်တာမလိုက်ဘူးဆိုတာကိုအကြောင်းပြုပြီးတော့ဂါထာလေးနှစ်ပုဒ်ဟောထားတာရှိတယ်ဒါလေးလည်းအင်မတန်ကောင်းပါအာသာရိတာရမတိနောသာရိဇာတာရတတိနာဒေတာရဏရိကိသန္တိမိစ္ဆာသင်္ကပ္ပဂောစရာဟောဒီလောကကြီးမှာညံနေကြတဲ့ပုဂ္ဂိုလ်တွေဟာအတွေးခေါ်မှားတဲ့အတွက်ကြောင့်တန်ဖိုးရှိတာမရှိတာကိုခွဲခြားပြီးတော့နားမလည်ဘူးတဲ့နော်တခါကြီးဒီမိုင်းမြညံမရှိတဲ့လူတွေဟာအဖိုးတဏ္ဍာရဲ့မတဏ္ဍာရဲ့ကိုပါလဲခွဲခြားပြီးတော့မသိဘူးနားမလည်ဘူးနားမလည်တဲ့အတွက်ကြောင့်သူတို့ဟာတန်ဖိုးရှိတာနဲ့လွဲချော်ကြတယ်တဲ့နော်တန်ဖိုးရှိတာနဲ့မလွဲချော်ခြင်းရင်ပထမအဆင့်ဘယ်ရာဟာတန်ဖိုးရှိတယ်ဘယ်ရာဟာတန်ဖိုးမရှိဘူးလို့သိရမယ်မဟုတ်လားဟင်တခါကြီးမိုက်မြအခုတရားကိုလားနာတယ်ဆိုတာအဲ့ဒီဉာဏ်นี่ကြီးထွားစေဖို့လားနာတာနော်ဘယ်ရာကတော့တန်ဖိုးရှိတယ်ဘယ်ရာကတော့တန်ဖိုးမရှိဘူးဘယ်ရာရဲ့တန်ဖိုးကတော့ဘလောက်ဘယ်ရာရဲ့တန်ဖိုးကတော့ဘလောက်လို့လောကီစည်းစိမ်ရဲ့တန်ဖိုးတရားဓမ္မရဲ့တန်ဖိုးဒါတွေကိုအကဲဖြတ်တတ်ဖို့အတွက်တရားကိုလာပြီးတော့နားထောင်ကြတာမဟုတ်လားအေးဒီမှာမြတ်စွာဘုရားပြောထားတယ်တန်ဖိုးရှိတာရဲ့မရှိတာရဲ့ကိုခွဲနားမလဲတဲ့ညံမဲ့တဲ့လူတွေဟာတန်ဖိုးရှိတာနဲ့လွဲကြရတယ်လို့မြတ်စွာဘုရားအဲ့ဒီမှာပြောတယ်ဟုတ်လားအဲ့ဒီလိုနဲ့ဦးဇင်းတို့သူတို့ရဲ့ဇာတ်ကြောင်းလေးကိုအကျေတဝင့်ဦးဇင်းတို့မပြောပါဘူးဟုတ်လားသူတို့ရဲ့ဇာတ်ကြောင်းလေးကိုအကျေမပြောပါအဲ့ဒီလိုနီးနဲ့သူတို့ယဟန္တာဖြစ်လို့အက္ခတာဝကမထေရမြတ်ကြီးတွေဖြစ်လို့မြတ်စွာဘုရားရဲ့လက်ရတော်ရန်လက်ဝဲတော်ရန်အနေနဲ့နေလာရင်းနဲ့တနေ့တော့ဘာဖြစ်လာတော့တိဟနာရသုတ်တန်ရဲ့ဏိဒန်းကိုရောက်လာပြီနော်တခါကြီးမိုက်မြရှင်သာရိပုတ္တရာကိုရောမြတ်ကြီးရဲ့ထူးခြားတဲ့အကြောင်းတွေကိုပြောရရင်ကြီးညိုပေါ်ရာအတိရှိတယ်ကုံနိုင်ပေါ်ရာမရှိဘူးနော်တခါကြီးမိုက်မြဒီနေရာမှာဦးဇင်းတို့ဖြတ်ပြီးတော့ပြောကျင်တာကဒီတရားကိုနာခြင်းကြောင့်ဦးဇင်းတို့ဒီတရားကိုဟောခြင်းရဲ့ရည်ရွယ်ချက်အဲ့ဒါဘာလဲဆိုရင်သူတော်ကောင်းတွေကိုအားကြတဲ့စိတ်ဖြစ်စေခြင်းလို့ဟုတ်လားတခါကြီးဒီမိုင်းများဒါသူတော်ကောင်းကြီးတွေရဲ့အကြောင်းကိုမပြောခင်မှာဒါလေးကိုနည်းနည်းလေးဦးဇင်းကဖြတ်ပြီးတော့ပြောခြင်းတယ်ဘာတွေကိုအားကြစေဖို့သူတော်ကောင်းတွေအကြောင်းကိုပြောတာလေသူတော်ကောင်းတွေရဲ့သဘောတဘာဝကိုအားကြစေခြင်းလို့အားကြတဲ့စိတ်ထဲမှာငါလဲသူတို့လိုဖြစ်ခြင်းနေဆိုတဲ့စိတ်ကလေးပါကိုပါတယ်နော်တက္ကမကြီးများအဲ့ဒီဖြစ်ခြင်းတဲ့စိတ်ကလေးကတစ်ချိန်ချိန်မှာဖြစ်အောင်အကျိုးကျေးဇူးပြုလိမ့်မယ်နော်ဒါကြောင့်သူတော်ကောင်းတွေရဲ့အကြောင်းကိုများများနားထောင်ပေးသင့်များများနားထောင်လို့များများအားကြလာရင်များများဖြစ်ခြင်းစိတ်ပေါက်လာများများဖြစ်ခြင်းစိတ်ပေါက်လာလေလေဖြစ်ဖို့နီးစပ်လေလေပဲဒါကြောင့်ဦးဇင်းတို့ဘုရားရှင်ကိုတော်မြတ်ကြီးလည်းပဲအမျိုးမျိုးပြောတာပဲရှင်သားတို့ရှေးသူတော်ကောင်းကြီးတွေကဒီလိုနေခဲ့တယ်ဒီလိုပြောခဲ့တယ်ဒီလိုကျင့်သုံးခဲ့တယ်ဒါကြောင့်အားကြတဲ့နဲ့လိုက်နာတဲ့နဲ့အတူယူတဲ့နဲ့လို့950ဇာတကမှာပဲကြည်ကြည်ပြစ္ဆုတ်ပံမျက်မှောက်ကာလကိုပဲကြည်ကြည်ဖះအမျိုးမျိုးမပြောခဲ့ဘူးလားပြောခဲ့တယ်ခုရှင်သာရိပုတ္တရာကိုတော်မြတ်ကြီးရဲ့အကြောင်းကိုပြောမှာဒီရွယ်ချက်နဲ့ပြောမှာနော်တခါကြီးမိုက်မြသူ့လိုလိုက်ပြီးတော့ကျင့်သုံးနိုင်ဖို့ဆိုတာတော့လွယ်တဲ့ကိစ္စမဟုတ်ဘူးဆိုတာလဲဦးဇင်းတို့သိတာပေါ့ဟုတ်လားတခါကြီးမိုက်မြသို့တော့အ ਨੇ ဆုံးဘယ်လိုစိတ်ကလေးတော့ဖြစ်ရမှာလဲအားကြတဲ့စိတ်ဖြစ်ရမယ်အားကြတဲ့စိတ်ထဲမှာဘာစိတ်ကလေးပါတယ်လို့ဦးဇင်းသုံးသပ်ပြသွားတယ်လေဖြစ်ခြင်းတဲ့စိတ်ကလေးပါတယ်ဟုတ်လားတခါကြီးမိုက်မြအေးအဲ့ဒီဖြစ်ခြင်းတဲ့စိတ်လေးကတန်ဖိုးဖြတ်လို့မရဘူးနော်အေး
ဒါကြောင့်တိဟနာရသုတ်တံရဲ့ဏိဒံမှာဦးဇင်းတို့ဘုရားရှင်ကိုတော်မြတ်ကြီးဇေတဝန်ကျောင်းတိုင်းမှာသတင်းသုံးပြီးတော့နေတော့တခုသောဝါဆိုကာလဝါရင်3 လကုံသွားလို့ဝါကျွတ်ပြီဆိုတော့မထေမြတ်ကြီးတွေဟာမိမိတို့ရဲ့အချမ်းရံတပည့်တွေချမ်းရံပြီးတော့အသီးသီးဒေသစာတွေလှိလိကြအဲ့ဒီလိုလှည့်လည်ကြတဲ့မထေမြတ်တွေထဲမှာရှင်သာရိပုတ္တရာကိုတော်မြတ်ကြီးကလည်းတပားအပါဝင်မယ်အဲ့ဒါနဲ့သူကလည်းသူ့ရဲ့တပည့်တွေချမ်းရံပြီးတော့မြတ်စွာဘုရားရဲ့ခြေတော်ဆုံးကိုဥခိုက်ပြီးတော့ဘုရားတပည့်တော်ဒေသစာတွေလှည့်လည်မှာပါဗျာဒေသစာတွေလှည့်လည်ဆိုတာပိဋကရေပါလဲလို့နားလည်ထားရမှာလဲဆိုရင်သူတော်ကောင်းတရားတွေကိုပြန်ပွားအောင်ကြိုးစားတာပါပဲနေရာဒေသအသီးသီးကိုကြွပြီးတော့လေနားလေတယ်နော်တခါကြီးမိုက်မြအေးအဲ့ဒီလိုဒေသစာတွေလဲလဲမယ်ဆိုမြတ်စွာဘုရားရဲ့ခြေတော်ဆုံးဥခိုက်ပြီးတော့ကျောင်းတော်ကနေပြန်ကြွလာတော့ရှင်သာရိပုတ္တရာဆိုတာကဖျားပြီးရင်သာသနာတော်မှာဂုဏ်အကြီးဆုံးပုဂ္ဂိုလ်ကြီးဆိုတော့ယဟန်တော်တွေအားလုံးကဝိုင်းပြီးတော့နှုတ်ဆက်ကြရှင်ဘုရားဘယ်ကြွမှာဘယ်ကြွမယ်အဲ့ဒီမှာရှင်မြတ်ကြီးကလည်းပြန်ပြီးတော့ဒါတယောက်ကိုတယောက်တပားကိုတပားအလေးကရုထားပြီးတော့နှုတ်ဆက်ရတယ်အဲ့ဒါကိုဦးဇင်းတို့ပါဠိစာပေမှာပဋိတန္ထာရနော်တခါကြီးမကြီးများတယောက်နဲ့တယောက်ဂယုစိုက်ပြီးတော့အတိအမှတ်ပြုတာဒါအရေးကြီးတယ်နော်တခါကြီးမကြီးများအေးဒီတရားတော်ဟာဒီပဋိတန္ထာရကနေပြဿနာတက်တယ်ဒီတရားတော်ရဲ့အစကလေးဖြစ်ပေါ်လာပုံလေးကအဲ့ဒီယဟန်ပရိသတ်တွေထဲမှာလေရှင်သာရိပုတ္တရာကိုအင်မတန်အထင်ကြီးပြီးတော့စိတ်ထဲကနေပြီးတော့ငါ့ကိုတော်မြတ်ကြီးကအမျိုးအမည်တွေခေါ်ပြီးတော့နှုတ်ဆက်ရင်တော့ကောင်းမှာပဲလို့ဂုံကိုသိပ်ပြီးတော့မက်တဲ့ယဟန်တစ်ပါးရှိနော်တခါကြီးမိုက်မြအေးအဲ့ဒါသူကတန်းတနေတာရှင်သာရိပုတ္တရာကိုတော်မြတ်ကြီးကဒီပြင်မထေတွေကိုဝိုင်းပြီးတော့လိုက်ပြီးတော့နှုတ်ဆက်နေတော့ငါ့ကိုလည်းအဲ့လိုအမျိုးအမည်ခေါ်ပြီးတော့နာမည်ခေါ်ပြီးတော့နှုတ်ဆက်ရင်တော့ကောင်းမှာပဲလို့တန်းတနေတာအဲ့ဒါဖြစ်ချင်တော့လေရှင်သာရိပုတ္တရာကိုတော်မြတ်ကြီးကအဲ့ဒီကိုတော်လေးကိုမေ့နေတာနော်မေ့နေတော့ကြည်စံငါ့ကိုလူရမသွင်းဘူးဒါငါ့ကိုတက်တက်မဲ့လူကြားထဲမှာအရှက်ခွဲတာပိဿရေဟိုကမေ့နေတာနော်လူတွေထဲမှာလည်းဒီကိစ္စလေးတွေအရေးကြီးတယ်ဟုတ်လားကိုကဆိုကြပါစို့ပတ်စံရှိလာပြီဂုံကြီးလာပြီဆိုရင်ကိုနဲ့တစ်ချိန်လုံးကအတူတူနေခဲ့ပြီးတော့ဂုံငယ်တဲ့ပုံကိုယ်တွေကတကယ်လို့မြန်ကိုကရိုးရိုးပြောတာတောင်သူတို့ကငါတို့ကိုမရှိလို့နှိမ်တာဆိုတာမျိုးတွေလူတွေရဲ့ခံစားချက်မှာရှိတယ်မဟုတ်လားအခုမထေမြတ်ကြီးကိုအဲ့ဒါလိုနီးနဲ့အဲ့ဒီကိုတော်လေးကရန်ညိုးဖွဲ့တာဟုတ်လားတကယ်ကြီးမိုက်မြငါကိုဒါလူထဲမှာတက်တက်မဲ့အတိမတ်မပြုတ်တာပဲအဲ့ဒီလိုသူကပထမရန်ညိုးဖွဲ့နေတုံးရှိသေးတယ်ကိုတော်မြတ်ကြီးကအဲ့ဒီနာကြွလာပြီးတော့ဂိုင်းခကြီးထွက်မယ်ဆိုသွားလိုက်တော့သင်္ကန်းကနည်းနည်းလေးခါတယ်လို့ဖြစ်သွားတာအဲ့ဒါနှစ်ထပ်သင်္ကန်းကြီးရဲ့အစွန်းကလေအဲ့ဒီကိုတော်လေးရဲ့ခေါင်းကိုတိုက်မိသွားတာနဗန်းလေးကိုတိုက်မိသွားတာဘာမှမနာကျင်ဘူးဘာမှသိတောင်မသိလိုက်ဘူးအဲ့ဒါကိုသူကဒါငါ့ကိုတက်တက်မဲ့ဒုတိယအကြိမ်ထပ်ပြီးတော့မထေလေးသားပြုတ်ပြန်ပြီဦးဇင်းတို့အရက်ပြောမယ်ဆိုရင်တော့အက္ခတာဝကကြီးမို့လို့ဒါငါ့ကိုတက်တက်မဲ့အနိုင်ကျင့်တာဆိုတဲ့အဓိပ္ပာယ်ဟုတ်လားအဲ့ဒါနဲ့အဲ့ဒီကိုတော်မြတ်ကမြတ်စွာဘုရားစီကိုသွားပြီးတော့ဒီအကြောင်းကိုသွားလျှောက်တာဗျာသိလားတကားကြီးတို့ရနော်မြတ်စွာဘုရားကိုဘယ်လိုလျှောက်တုံးဆိုအရှင်ဘုရားရဲ့အက္ခတာဝကတပည့်ကျော်ကြီးဟာတပည့်တော်ရဲ့နားကိုဒုက္ခသင်္ကန်းစွန်းနဲ့နှအုံပွင့်မတက်ရိုက်ခတ်ပြီးတော့ဣဒ္ဓရေဒါလှုပ်ချံပြောတာနော်နှအုံပွင့်မတက်တပည့်တော်ကိုရိုက်ခတ်ပြီးတော့အဲ့ဒါမတောင်းမှန်မဲနဲ့ငါအက္ခတာဝကဘေတကားဆိုပြီးတော့မာနာကြီးနဲ့အဲ့ဒါတပည့်တော်ကိုမတောင်းမှန်မဲနဲ့ခီးထွက်သွားပါတယ်ဗျာရှင်ဘုရားရဲ့တပည့်ကိုဆုံးမပါဆိုတဲ့အဓိပ္ပာယ်ဟုတ်လားအဲ့ဒီလိုပြောတော့မြတ်စွာဘုရားကသိတယ်ဒီယဟန်ဟာအက္ခတာဝကမထေမြတ်ကိုပြစ်မှားနေပြီဆိုတာသိတယ်သိပေမဲ့လို့မြတ်စွာဘုရားကဒီပြဿနာကိုရှင်းပေးမှဖြစ်မယ်ဆိုပြီးတော့ဂိုင်းအဲ့ဒီလိုဆိုလို့ရှိရင်ရှင်သာရိပုတ္တရာမထေမြတ်ကိုမြတ်စွာဘုရားခေါ်တယ်ဆိုပြီးတော့သွားပြီးတော့ခေါ်ကြည့်လို့ခိုင်းလိုက်တယ်အဲ့ဒါကိုဦးဇင်းတို့ရှင်မမောက္ကလန်တို့ရှင်အာနန္ဒမထေမြတ်ကြီးတို့ကသိတော့မြတ်စွာဘုရားရှင်သာရိပုတ္တရာကိုတော်မြတ်ကြီးရဲ့စိတ်ဓာတ်ကိုမသိလို့ခေါ်ခိုင်းတာတော့ဘယ်နည်းနဲ့မှမဟုတ်ဘူးဒါရှင်သာရိပုတ္တရာကိုတော်မြတ်ကြီးကိုတိဟနာဒရဲရင့်တဲ့စကားသံကိုပြောစေခြင်းလို့မြတ်စွာဘုရားခေါ်တော်မူတာလို့သိတဲ့အတွက်ကြောင့်အဲ့ဒီဇေတဝန်ကျောင်းတိုက်တွေမှာရှိတဲ့ကျောင်းတွေကိုအကုန်လုံးလိုက်ပြီးတော့နှိုးဆော်တန်ဃာတော်ရှင်မြတ်တွေကိုအရှင်ဘုရားတို့
ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးရဲ့တိဟနာဒရှင်သေးဟောက်တကဲ့သို့ရဲရဲတောက်ညံတရားအတန်ကိုကြားရအောင်ဓမ္မယုံကိုကြွကြအဲ့ဒါယဟန်တော်တွေအကုန်လုံးစုဝေးမိအဲ့ဒီမှာရှင်သာရိပုတ္တရာကိုရောမြတ်ကြီးမြတ်စွာဘုရားရဲ့ခြေရင်းကိုရောက်တော့မြတ်စွာဘုရားကအဲ့ဒီမှာပရိသတ်ရဲ့ရှေ့မှာအမှုစစ်တဲ့အနေနဲ့ဘယ်နဲ့တုံးချစ်သားဒီယဟန်ရဲ့နဗန်းကိုသင်ဟာသင်္ကန်းစွန်းနဲ့ပုတ်ခတ်ပြီးတော့မတောင်းပန်မဲနဲ့သွားတယ်ဆိုတာဟုတ်သလားလို့မေးတာနော်အဲ့ဒီလိုမေးတာကိုအကြောင်းပြုပြီးတော့ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကဟုတ်တယ်လို့လည်းမပြောဘူးမဟုတ်ဘူးလို့လည်းမပြောဘူးအဲ့ဒီမှာသူ့ရဲ့စိတ်ဓာတ်အရည်အသွေးကိုစကားကိုခွန်ပြောတယ်ပိဋကကြီးစကားဘယ်နှခွန်လဲကိုခွန်အဲ့ဒီစကားကိုခွန်ကိုဒီကနေ့ညနားထောင်ကြရမယ်ဟုတ်လားတခါကြီးမိုက်မြအဲ့ဒါတိဟနာဒသုတ်တန်ရဲ့ဏိဒံပဲအဲ့ဒီမှာပထမဦးစွာရှင်သာရိပုတ္တရာဘယ်လိုဥပမာတွေနဲ့မြတ်စွာဘုရားကိုလျှောက်တယ်လဲဆိုတော့သေယတာပိပန္တိပထဝီယံသူစိမ့်ပိနေခိပန္တိအတုစိမ့်ပိနေခိပန္တိကုထကတံပိနေခိပန္တိမုဒ္ဒကတံပိနေခိပန္တိခေလကတံပိနေခိပန္တိပုဗ္ဗကတံပိနေခိပန္တိလောဟိတကတံပိနေခိပန္တိဗန္ဒီဘုံတော်ကြီးတော်မူသောမြတ်စွာဘုရားသေယတာပိဥပမာအဖြင့်ပထဝီယံမြေကြီး၌သူစိမ့်ပြီးစင်ကြယ်သည်တို့ကိုလည်းနိခိပန္တိပြစ်ချကြပါကုန်၏ဖရာအာသူစိမ့်ပြီးမစင်ကြယ်သည်တို့ကိုလည်းနိခိပန္တိပြစ်ချကြပါကုန်၏ဖရာဘုံတော်ကြီးတော်မူသောမြတ်စွာဘုရားဥပမာအဖြင့်ဟောဒီလောကကြီးမှာဒီမဟာပထဝီမြေကြီးရဲ့အပေါ်ကိုစင်ကြယ်တဲ့အရာဝတ္ထုတို့ကိုလည်းလူတွေဟာပြစ်ချကြပါကုန်၏ဖရာမစင်ကြယ်တဲ့အရာဝတ္ထုတွေကိုလည်းပြစ်ချကြပါကုန်၏ဖရာကုထကတံပိကျင်ကြီးကိုလည်းပဲနေခိပန္တိပြစ်ချကြပါကုန်၏မုဒ္ဒကတံပိကျင်ငယ်ကိုလည်းနေခိပန္တိပြစ်ချကြပါကုန်၏ခေလကတံပိတတွေကိုလည်းနေခိပန္တိပြစ်ချကြပါကုန်၏ပုဗ္ဗကတံပိပြည်ကိုလည်းပဲနေခိပန္တိပြစ်ချကြပါကုန်၏လောဟိတကတံပိသွေးကိုလည်းနေခိပန္တိပြစ်ချကြပါကုန်၏ဖရာဒီလောကကြီးမှာဒီမဟာပထဝီမြေကြီးရဲ့အပေါ်လူတွေဟာတဲ့စင်ကြယ်တဲ့အရာတွေလည်းပြစ်ချလိုက်တာပဲမစင်ကြယ်တဲ့အရာတွေလည်းပြစ်ချလိုက်တာပဲဒီမှာသူကတိတိကျကျတောင်ပြောတယ်နော်ကျင်ကြီးကိုသော၎င်းကျင်ငယ်ကိုသော၎င်းတတွေးကိုသော၎င်းပြေကိုသော၎င်းသွေးကိုသော၎င်းနေခိပန္တိပြစ်ချကြပါကုန်၏ဖရာစထိုသို့ပင်ပြစ်ချမှာတော့လေတေနထိုပြစ်ချခြင်းတည်းဟူသောအကြောင်းကြောင့်ပထဝီမြေကြီးသည်နအတ္တိယတိဝါအနှိမ့်ဆက်ခံရတကဲ့သို့လည်းမဖြစ်နဟရယတိဝါရှက်လည်းမရှက်နာစီကုတ်သတိဝါမဆက်စုပ်လည်းမဆက်စုပ်ပါဖျားအဲ့ဒါလို့မကောင်းတာတွေပြစ်ချလို့ဒီမြေကြီးဟာအနှိမ့်ဆက်ခံရတယ်လို့ဆင်းရဲလိုက်တာကွာလူတွေကလည်းငါ့ဘောမကောင်းတာတွေအညစ်အကြေးတွေပြစ်ချရတယ်လို့အနှိမ့်ဆက်ခံရတယ်ဆိုတဲ့ခံစားချက်မျိုးမြေကြီးမှာရှိသလားမရှိဘူးဒါကိုနာတိယတိဝါနှိမ့်ဆက်ခံရတကဲ့သို့လည်းမဖြစ်နာဟရယတိဝါရှက်လည်းမရှက်ငါရဲ့ပုဂ္ဂိုလ်မစင်နေခြင်းကြီးတွေခြင်းငယ်တွေပြစ်ချတယ်ရှက်เสียကောင်းလိုက်တာလို့ရှက်တဲ့ခံစားချက်ကိုမြေကြီးမှာရှိသလားမရှိဘူးနာစီကိုသတိဝါမဆက်စုပ်လည်းမဆက်စုပ်ယွန်ရှာမှုလည်းမရှိဒါကိုယွန်တဲ့သဘောဆက်စုပ်တဲ့သဘောမြေကြီးမှာအဲ့ဒီခံစားချက်မရှိဘူးတဲ့ဒါကိုဥပမာအနေနဲ့တင်ပြတာသိလားဧဝမေဝခောဤအတူသာလည်းယင်ဟောအဲ့ဒီလိုပဲတဲ့ဧဝမေဝခောဤအတူသာလင်ပန္ဒီဘုံတော်ကြည်တော်မူသောမြတ်စွာဘုရားအဟံဘုရားတပည့်တော်သည်ပထဝီသမေနမြေကြီးနှင့်တူသောဝိပုလေနကြီးကျယ်ပြန်ပြောသောမဟဂတိနအလွန်တရာမြင့်မြတ်သောအပမာနေနအတိုင်းအတာပမာဏရှာ၍မရလောက်အောင်ကြီးကျယ်သောအဝေရေနအတွင်းရန်အပြင်ရန်ကင်းပေထသောအာဗျာပိစေနာဒေါမနတာတည်ဟူသောဆင်းရဲခြင်းကင်းသောမနတာစိတ်ဖြင့်ဝိဟရမိနေပါ၏ဖရာအဲ့ဒီမြေကြီးလိုပဲတဲ့ဖရာတပည့်တော်ဒီလည်းပဲအင်မတန်မြင့်မြတ်တဲ့အင်မတန်ကျေပြန့်တဲ့ရန်ကင်းတဲ့မေတ္တာတရားနဲ့ဖရာတပည့်တော်ဒီလောကကြီးမှာနေပါ၏ဖရာပထဝီသမေနစေတတဝိဟရမိနော်တခါကြီးမိုက်မြမြေကြီးလိုဘာတွေပဲလုံနေအင်မတန်တည်ငြိမ်နဲ့နော်တခါကြီးမိုက်မြသူ့ကိုနှိပ်စက်နေတယ်လို့ဘယ်တော့မှသူ့မှာခံစားချက်မရှိဘူးနော်သူ့ကိုရှက်စရာတွေပြောလို့လည်းရှက်တယ်ဆိုတဲ့ခံစားချက်မရှိဘူး
ဆက်ဆုပ်เสียယွန်းရှာတဲ့အရာတွေပြောလို့လေဆက်ဆုပ်တယ်ဆိုတဲ့ခံစားချက်သူ့မှာမရှိဘူးဘာတွေပဲရှိတုံးဆိုတော့အဝေရေနအဗျာပစ္စေနအင်မတန်အားကြစရာကောင်းတယ်နော်အဝေရေနအတွင်းယံအပြင်ယံကင်းပေထသောအတွင်းယံဆိုတာဒေါသကိုပြောတာအပြင်ယံဆိုတာအပြင်ကနေယံသူပြုတ်မှကိုပြောတာကိုကဘာဒေါသမှမရှိတော့အပြင်ကလည်းကိုယ့်ကိုဘယ်သူကယံပြုတ်မှလဲသူမှယံမပြုတ်ဘူးဒါကိုအတွင်းယံပြင်ယံကင်းတယ်လို့ဆိုရတယ်အာဗျာပိစေနာဒေါမနတာတိဟုသောဆင်းရဲခြင်းကင်းသောမနတာစိတ်ဖြင့်ဝိဟရမိနေပါ၏အဲ့ဒီလိုမြတ်စွာဘုရားကိုလျှောက်တယ်ဒီမှာသူဆက်ပြီးတော့ပြောတာလေးတစ်ခုကစိတ်ဝင်စားစရာကောင်းတာလေးတစ်ခုကမိမိရဲ့ခန္ဓာကိုယ်ရဲ့အကြောင်းကိုကောင်းကောင်းနားမလည်ကြတဲ့ပုဂ္ဂိုလ်ဒီသည်သာလျင်တစုံတယောက်သောပုဂ္ဂိုလ်ကိုတိုက်ခိုက်ပြီးတော့မတောင်းပန်မဲနဲ့ထွက်သွားမှာပါဗျာတဲ့နော်ကိုယ်ခန္ဓာရဲ့အကြောင်းကိုကောင်းကောင်းသိနေတဲ့လူတစ်ယောက်ဟာစာကအတိအကျကတော့ကာယကတတတိကိုပြောတယ်ခန္ဓာကိုယ်ကြီးရဲ့အကြောင်းကိုကောင်းကောင်းသိထားတဲ့လူတစ်ယောက်ဟာသူများကိုစော်ကားပြီးရင်ဘယ်တော့မှမတောင်းပန်မဲနဲ့မနေပါဘူးတဲ့ဒါလေးကိုလည်းသူလျှောက်သေးတယ်အဲ့ဒီလိုလျှောက်ပြီးတာရဲ့စကားရဲ့အဆုံးမှာမြေကြီးတုံတယ်လို့ပြောတယ်နောက်တခါဒီမိုက်မြမထေမြတ်ကြီးရဲ့ဂုံတတ္တိကိုဂုံပြုတဲ့အနေနဲ့ပါလဲမြေကြီးဟာတုံလှုပ်လာသူကိုယ်သူဘာနဲ့ဥပမာပေးတာလဲမြေကြီးနဲ့ဥပမာပေးတာနော်မြေကြီးဟာပါလဲစင်ကြယ်တာတွေပဲပြည့်ပြည့်မစင်ကြယ်တာတွေပဲပြည့်ပြည့်ဘယ်လိုမှတုံလှုပ်တဲ့သဘောမရှိသလိုမြေကြီးနဲ့တူတဲ့မေတ္တာတရားသိခံခြင်းတရားနဲ့လောကကြီးမှာသူနေပါတယ်တဲ့အဲ့ဒါပထမတိဟနာဒနော်တခါကြီးမိုင်းပြကိုခုပြောရမှာဆိုတော့တစ်ခုတစ်ခုကိုအကျယ်ကြီးပြောနေလို့ပြီးမှာမဟုတ်ဘူးနော်ဟုတ်လားဒါကြောင့်ကိုယ့်ဟာကိုချဲ့ထွင်ပြီးတော့စဉ်းစားရမယ်အကယ်၍မြတ်တရားဓမ္မတို့ရဲ့ဘဝဥစဉ်တို့ရဲ့ဘဝမှာလေစိတ်အခက်မသင့်တရားတွေတွေ့လာရင်မြေကြီးကိုမြင်တိုင်းဩသူတော်ကောင်းကြီးတွေဟာမြေကြီးပမာသူတို့ကိုသူတို့ဥပမာထားပြီးတော့ကျင့်သုံးသွားတာပါလားလို့တရားဓမ္မတို့ဥစဉ်တို့တွေလည်းအဲ့ဒီနီးကိုမှီးမယ်ဆိုလို့ရှိရင်ထိုက်တဲ့သက်တာယာကိုမရပေဘူးလားဒါအ ਨੇ ဆုံးကျိုးကိုပြောတာနော်တရားဒီမိုင်းမြဒါကြောင့်မြေကြီးကိုမြင်တိုင်းဒီဥပမာလေးကိုတတိယစေခြင်းတယ်ဟုတ်လားတရားဒီမိုင်းမြအေးဒါပထမတိဟနာဒဒုတိယတိဟနာဒသွားကြမယ်ဗန္ဒီဘုံတော်ကြည်တော်မူသောမြတ်စွာဘုရားတေတာပိဥပမာအားဖြင့်အာပသမိန်ရေ၌သူစိမ့်ပြီးစင်ကြယ်သည်တို့ကိုလည်းဒေါဝန္တိစေကြောကြပါကုန်၏ဖရာအာသူစိမ့်ပြီးမစင်ကြယ်သည်တို့ကိုလည်းပဲဒေါဝန္တိစေကြောကြပါကုန်၏ဖရာရေထဲမှာလေတခါချောင်းနဲ့မြစ်ထဲမှာစင်ကြယ်တာတွေလည်းဆေးခြင်းရင်ဆေးချလိုက်တာပဲမစင်ကြယ်တာတွေကိုဆေးခြင်းရင်လည်းဆေးချလိုက်တာပဲကုဋ္ဌကတံပိကျင်ကြီးကို၎င်းမုဋ္ဌကတံပိကျင်ငယ်ကို၎င်းခေလကတံပိတတွေကို၎င်းဘုဗ္ဗကတံပိပြေကိုသော၎င်းလောဟိတကတံပိသွေကိုသော၎င်းဒေါဝန္တိဆေကြောကြပါကုန်၏ဖရာဆေးကျင်တာဆေးမှာပဲရေထဲမှာဟုတ်လားတခါကြီးမိုက်မြအဲ့ဒီလိုဆေးလို့ရေရဲ့သဘောမှာငါ့ကိုဒီလိုမစင်ကြယ်တာတွေဆေးကြောရကောင်းလားလို့ဒါငါ့ကိုနှိပ်စက်နေတာဆိုတဲ့ခံစားချက်ရေမှာရှိပါမလားမရှိဘူးစထိုသို့ပင်ဆေးကြောပါတော့လေတေနထိုဆေးကြောခြင်းတည်းဟူသောအကြောင်းကြောင့်အာဘောရေသည်နအတ္တိယတိဝါအနှိမ့်ဆက်ခံရတဲ့ကဲ့သို့လည်းမဖြစ်ဦးဇင်းကအရသာရှိလုံးလို့ရွတ်ပြတာသိလားတခါကြီးမိုက်မြဟုတ်လားနဟရာယတိဝါငါရဲ့အပေါ်မှာမစင်ကြယ်တာတွေကိုဆေးတယ်လို့ရှက်လည်းမရှက်နာဇီကုစတိဝါမဆက်ဆုပ်လည်းမဆက်ဆုပ်ယွန်ရှာမှုလည်းမဖြစ်ရေရဲ့သဘောဟာအဲ့ဒါလို့တဲ့နော်တခါကြီးမိုက်မြဧဝမေဝခောဤအတူသာလင်ဗန္ဒီဘုံတော်ကြည်တော်မူသောမြတ်စွာဘုရားဧဝမေဝခောဤအတူသာလင်အဟံဘုရားတပည့်တော်သည်အာဘောသမေနရေနှင့်တူသောဝိဗုလေနကြီးကျယ်ပြန်ပြောသောမဟဂတိနမြင့်မြတ်သောအပမနေနအတိုင်းတာပမာဏမရှိသောအဝေရိနယံကင်းသောအဗျံပစ္စေနဒေါမနတတိဟုသောဆင်းရဲခြင်းကင်းသောစေတသာစိတ်ဖြင့်ဝိဟရမိနေပါ၏ဖရာအဲ့ဒီရေလိုပဲတဲ့ဖရာတပည့်တော်လည်းပဲရေနဲ့တူတဲ့စိတ်ကိုထားပြီးတော့ဟောဒီလောကကြီးရဲ့အပေါ်မှာအတိုင်းတာပမာဏပြလို့မရတဲ့မေတ္တာတရားကိုထားပြီးတော့ဖရာတပည့်တော်နေထိုင်ကျင့်သုံးနေပါတယ်တဲ့ကိုယ်ခန္ဓာရဲ့အကြောင်းကိုကောင်းကောင်းမသိတဲ့သူတွေသည်သာလျင်တောင်းပန်မှုမပြုဘဲနဲ့သူများကိုစော်ကားပြီးတော့သွားခြင်းသွားမှာပါဗျာဆိုလိုတာကသူဟာဒုက္ခန္ဓာရဲ့အကြောင်းကိုသူကောင်းကောင်းသိတယ်လို့ပြောတာအဲ့ဒါဦးဇင်းတို့
ရှစ်ခုမြောက်နဲ့9ခုမြောက်ကြတော့ဒုက္ခန္တာအကြောင်းသူကောင်းကောင်းသိပုံကလေးကိုပြောပြလိုက်မယ်နော်တခါကြီးမိုက်မြအခုတော့ဒါဒုတိယမြောက်တိဟနာဒဘာနဲ့ဥပမာပြောပြီးပြပြီးတော့ကျုံဝါသွားတာလေရေနဲ့ဥပမာပြပြီးတော့ကျုံဝါသွားတာဒီတော့ရေနဲ့ကင်းပြီးတော့နေတဲ့နေ့ဒကာဓမ္မတို့ဦးဇင်းတို့မှရှိလားမရှိဘူးအဲ့ဒီရေကိုသုံးဆွဲတိုင်းသူတော်ကောင်းကြီးတွေဟာဒီရေနဲ့တူစွာသူတို့ကျင့်သုံးသွားကြတယ်ဟုတ်လားဒကာဓမ္မတို့ဦးဇင်းတို့ရဲ့ဘဝမှာမပြေလည်တာတွေအများကြီးရှိမှာပဲနော်ကိုယ်အကြောင်းတရားနဲ့ကိုရှိမှာပဲနော်အဲ့ဒီလိုရှိလာတဲ့အခါမှာဒီစကားလေးကိုအမှတ်ရပြီးတော့ဩစင်ကြယ်တာပဲဖြစ်ဖြစ်မစင်ကြယ်တာပဲဖြစ်ဖြစ်ကျင်ကြီးကိုပဲဖြစ်ဖြစ်ကျင်ငယ်ကိုပဲဖြစ်ဖြစ်ခြေကြောတဲ့အခါမှာရေရဲ့သဘောဟာဘာခံစားချက်မှမရှိဘဲနဲ့နော်တခါကြီးမိုင်းများနာအတ္တိယတိဝါနှိမ့်ဆက်ခံနေရတာလို့သူပဲနည်းနဲ့မှမထင်ဘူးအဲ့ဒီလိုမျိုးလောကရန်တွေဘာတွေပဲတွေ့ဒါကိုငါကြံ့ကြံ့ခံမယ်ဆိုတဲ့သူတော်ကောင်းကြီးတို့ရဲ့အားကိုအားပြုတ်ပြီးတော့နော်တခါကြီးမိုင်းများအဲ့ဒါလိုနီးနဲ့ဒကာဓမ္မတို့စဉ်းစားကြမယ်ဆိုရင်ဒါဘာခေါ်မလဲပိစဝက္ခဏဆင်ញင်မှုအားပိဋိဘာအားလဲဆင်ញင်မှုအားတရားကိုတကယ်အားထုတ်ပြီးတော့ပေါင်းမြောက်သွားတယ်ဆိုတာကတော့သိချီးမွမ်းတဲ့အကောင်းတဲ့အားပေါ့နော်အဲ့ဒီအားဆိုတာလူတိုင်းရဖို့လွယ်သလားမလွယ်ဘူးအဲ့ဒီအားမျိုးမရှိသေးခင်မှာဒီလိုဒေသနာတော်တွေကိုနားထောင်ပြီးတော့ဘဝမှာအားတင်းပြီးတော့ယုံညံ့မသွားအောင်တင်းထားရမှာပဲဟုတ်လားတခါကြီးမိုက်မြအဲ့ဒီလိုယုံညံ့မသွားအောင်တင်းထားတာကိုကစကိုကောင်းအောင်လုပ်နေတာမဟုတ်လားအေးဒါဒုတိယပါလေတိဟာနာဒရေနော်တခါကြီးမိုက်မြအေးတတိယတိဟာနာဒသွားကြမယ်ဗန္ဒီဘုံတော်ကြည်တော်မူသောမြတ်စွာဘုရားသေယထာပိဥပမာအဖြစ်တေဇောမိသည်သူစိမ့်ပြီးစင်ကြယ်သည်ကိုလည်းပဲတဟတိလောင်ကျွမ်းရပါ၏ဖေယအာသူစိမ့်ပြီးမစင်ကြယ်သည်တို့ကိုလည်းပဲတဟတိလောင်ကျွမ်းရပါ၏ဖေယလူတွေကရှို့ပြီဆိုရင်မိမှညင်းပိုင်ခွင့်ရှိသလားမရှိဘူးစင်ကြယ်တာရှို့ရင်လည်းသူကတော့သူတောင်ဝတရားရလောင်သွားတာပဲဟုတ်လားမစင်ကြယ်တာတွေရှို့လည်းပဲပါလေလောင်သွားတာပဲလူသေးကောင်ရှို့လိုက်တော့လည်းပဲအကုန်လုံးပါဖြစ်သွားတာလေလောင်ကျွမ်းသွားတာပဲတဲ့ဂုထကတံပိကျင်ကြီးကို၎င်းမုဒ္ဒကတံပိကျင်ငယ်ကို၎င်းခေလကတံပိတတွေကို၎င်းပုံမကတံပိပြေကိုတော်၎င်းလောဟိတကတံပိသွေးကိုတော်၎င်းတဟတိလောင်ကျွမ်းရပါ၏ဖေယစထိုသို့ပင်လောင်ကျွမ်းရပါတော့လေတေနာထိုကဲ့သို့လောင်ကျွမ်းရခြင်းတည်ဟူသောအကြောင်းကြောင့်တေဇောမိသည်နာအတ္တိယတိဝါနှိမ့်ဆက်ခံရတဲ့ကဲ့သို့လည်းမဖြစ်နာဟရာယတိဝါရှက်လည်းမရှက်နာစီကုသတိဝါမဆက်စုပ်လည်းမဆက်စုပ်ငါမညင်နွမ်းတာတွေကိုလောင်ကျွမ်းနေရတာဆင်းရဲလိုက်တာလို့မီးမှရှိသလားငါမှညင်နွမ်းတာတွေကိုစုပ်ပဲ့တာတွေကိုလောင်နေရတာရှက်เสียကြီးလို့မီးမှရှိသလားမရှိဘူးယွန်းရှာတဲ့သဘောကောရှိလားမရှိဘူးရှို့ရင်တော့လောင်ချသွားတာပဲရွေးသလားလောင်စာရွေးသလားမရွေးဘူးအေးဧဝမေဝခောဤအတူသာလင်အဟံဖျားတပည့်တော်သည်တေဇောသမေနမီးနဲ့တူစွာသာလျင်ဝိပုလေနာကြီးကျယ်ပြန့်ပြောသောမဟကတိနမြင်မြတ်သောအပမနေနာအတိုင်းတာပမာဏရှာ၍မရသောအဝေရိနာစာအတွင်းရအပြင်းရန်ကင်းသောအပြပစ္စေနဒေါမနတာတိဟုသောဆင်းရဲခြင်းကင်းသောမနတာစိတ်ဖြင့်ဝိဟရမိနေပါ၏ဖျားမီးနဲ့ဥပမာပြုပြီးတော့ဖျားတပည့်တော်မီးနဲ့တူတဲ့စိတ်နဲ့လောကကြီးမှာအတိုင်းအဆမရှိတဲ့မေတ္တာတရားနဲ့ဖျားတပည့်တော်နေပါတယ်တဲ့ကိုယ်ခန္ဓာအကြောင်းကောင်းကောင်းမသိတဲ့သူသည်သားလေသူများကိုနှိပ်စက်ပြီးတော့တောင်းပန်ရကောင်းမှမသိတာဗာလေမာနတွေသိကြီးနေလို့ပေါ့နော်တခါကြီးမိုက်မြပြီးရင်ရှင်းသွားမယ်ဒီစကားလေးကဒါဥစဉ်ကတော့အကုန်လုံးတိတိကျကျပြောပြမယ်နော်ကိုပဲပြီးတော့ဒီတရားကိုအစကိုဆွဲထုတ်တယ်လို့မျိုးစဉ်းစားရမယ်ဟုတ်လားအေးတတိယတိဟနာရကဗာလေမီးဟုတ်လားမီးနဲ့တူတဲ့စိတ်နဲ့နေနေတာတဲ့ဟုတ်လားအေးမြေရေမီးသုံးခုရှိသွားပြီနော်အေးစတုထမြောက်တိဟနာဒသွားကြမယ်ဗန္ဒီဘုံတော်ကြည်တော်မူသောမြတ်စွာဘုရားတေယတာပိဥပမာအားဖြင့်ဝါယောလေသည်ဟောလေရောက်လာပြီနော်ဝါယောလေသည်သူစိမ့်ပြီးစင်ကြယ်သည်ကိုလည်းပဲဥပဝါယတိတိုက်ခတ်ရပါ၏ဖေယအာသူစိမ့်ပြီးမစင်ကြယ်သည်ကိုလည်းပဲဥပဝါယတိတိုက်ခတ်ရပါ၏ဖေယစင်ကြယ်တာကိုပဲဖြစ်ဖြစ်မစင်ကြယ်တာကိုပဲဖြစ်ဖြစ်လေဟာအမြဲတမ်းတိုက်ခတ်နေတယ်ဟုတ်လားဂုထကတံပိကျင်ကြီးကိုတော်၎င်းဗုဒ္ဓကတံပိကျင်ငယ်ကိုတော်၎င်း
ခုနတုန်းကပါဠိတော်တွေကိုဆက်ပြီးတော့မရွတ်တော့ဘူးဟုတ်လားသွေးကိုတော်၎င်းပြေကိုတော်၎င်းတွေးကိုတော်၎င်းလေဟာဘာလို့နေလဲတိုက်ခတ်နေတယ်ဒါကိုထိပြီးတော့သူသွားနေတာပဲစထို့သောပင်တိုက်ခတ်၍နေပါတော့လဲဒီနထိုကဲ့သို့တိုက်ခတ်ခြင်းတည်းဟူသောအကြောင်းကြောင့်ဝါရောလေသည်နာအတ္တိယတိဝါအနှိမ့်ဆက်ခံရတဲ့ကဲ့သို့လည်းမဖြစ်နာဟရာယတိဝါရှက်လည်းမရှက်နာစီကုစတိဝါမဆက်ဆုပ်လည်းမဆက်ဆုပ်မဟုတ်တာတွေမညစ်တာတွေညှဉ်းနှွမ်းတာတွေစုပ်ပဲတာတွေကိုတိုက်ရလို့လေးမှာနှိမ့်ဆက်ခံနေရတယ်ဆိုတဲ့ခံစားချက်မရှိဘူးဟုတ်လားရှက်တဲ့သဘောလည်းမရှိဘူးဆက်ဆုပ်ယွန်ရှာတဲ့သဘောလည်းမရှိဘူးပဂတိပဲသူကတော့ဒီတိုင်းသွားနေတာပဲဟုတ်လားဧဝမေဝခောဣအတုသာလင်အဟံဖရာတပိတော်သည်ဝါယောသမိနလေနဲ့တူသောဘာနဲ့တူသောလေနဲ့တူသောဝါယောသမိနာလေနဲ့တူသောဝိမုလေနာကြည်ကျယ်ပြန်ပြောသောမဟကတိနာမြင့်မြတ်သောအပမနေနအတိုင်းတာပမာဏမရှိသောရတာရှိတယ်နော်တခါကြီးဒီမှာမေတ္တာစိတ်ကိုဖွင့်နေတာသိလားအဝေရိနယံကင်းသောအဗျာပစ္စည်းနဒေါမနတာဒီဟုသောဆင်းရဲခြင်းကင်းသောမနတာစိတ်ဖြင့်ဝိရမိနေပါ၏ဖေယစတုထမြောက်ဥပမာလေနဲ့တူတဲ့စိတ်နဲ့နေပါတယ်တဲ့ပိဋကရဲ့တဘာလျှောက်ပြီးတိုင်းမြေကြီးကတော့တုံတာပဲဟုတ်လားတဘာလျှောက်ပြီးတိုင်းမြေကြီးတုံတယ်ခုဥပမာဘယ်နှချက်ရှိသွားပြီလဲ၄ချက်ရှိသွားပြီမြေရေမီလေကဲ၅ခုမြောက်ဆက်သွားကြမယ်ဗာဏိဘုံတော်ကြည်တော်မူသောမြတ်စွာဘုရားတေယတာပိဥပမာအဖြင့်ရဇောဟရဏံဖုံတုတ်သောအဝိစုတ်သည်ဖုံတုတ်တဲ့အဝိစုတ်မဟာဖြစ်ဖြစ်တုတ်လို့ရတဲ့အဝိစုတ်အင်မတန်ညင်နွမ်းနေတဲ့ဘလို့မှသုံးလို့မရတဲ့ပါလေအဝိစုတ်ရဇောဟရဏဖုံတုတ်သောအဝိစုတ်သည်သူစိမ့်ပြီးစင်ကြယ်သည်တို့ကိုလည်းပဲပုံစတိတုတ်ရပါ၏ဖေယအာသူစိမ့်ပြီးမစင်ကြယ်သည်တို့ကိုလည်းပဲပုံစတိတုတ်ရပါ၏ဖေယဟုတ်တာပေါ့စီဒီထောပတ်တွေကြသွားရင်ကျမ်းမြေမော်ကြသွားရင်အဲ့ဒီအဝိစုတ်နဲ့ဘာလို့ပြစ်လိုက်တယ်လို့တုတ်ပြစ်လိုက်တာပဲအဝိစုတ်ပဲဗျာဟုတ်လားအေးကလေးတွေဘာတွေတခါလဲကျင်ကြီးကျင်ငယ်တွေကြနေတယ်အဆက်ပြောက်တွေကြနေရင်လေဒီအဝိစုတ်နဲ့ဘာလုပ်တာတော့တုတ်ပြစ်လိုက်တာပဲဟာအိမ်မော်တက်လာတဲ့လူကခြေထောက်တွေပေးကြံနေရင်လေဒီအဝိစုတ်ကိုဘာလုပ်လိုက်တာလဲတုတ်ပြစ်လိုက်တာပဲဂုဒကတံပိကျင်ကြီးကိုတော်၎င်းမုဒ္ဒကတံပိကျင်ငယ်ကိုတော်၎င်းခေလကတံပိတတွေကိုတော်၎င်းဘုဗ္ဗကတံပိပြေကိုတော်၎င်းလောဟိတကတံပိသွေးကိုတော်၎င်းပုံစတိတုတ်ကြရပါကုန်၏ဖေယစထိုသို့ပင်တုတ်၍နေပါတော့လေဒေနာထိုကဲ့သို့တုတ်ချင်းဒီဟုသောအကြောင်းကြောင့်ရဇောဟရဏံဖုံတုတ်သောအဝိစုတ်သည်နအတ္တိယတိဝါနှိမ့်ဆက်ခံရတဲ့ကဲ့သို့လည်းမဖြစ်အဲ့ဒီအဝိစုတ်လေးကငါကိုညှဉ်းနှွမ်းတာတွေအညစ်အကြေးတွေကိုတုတ်တယ်ဆိုပြီးတော့သူ့မှာနှိမ့်ဆက်ခံရတယ်ဆိုတဲ့ခံစားချက်ရှိသလားမရှိဘူးရှက်တဲ့သဘောကိုရှိလားမရှိဘူးဆက်ဆုပ်တဲ့သဘောယွန်းတဲ့သဘောကိုသူ့မှာရှိလားမရှိဘူးနော်တခါကြီးမိုက်မြဧဝမေဝခောဣအတုသာလင်ဟံဖရာတပိတော်သည်ရဇောဟရဏသမေနဖုံတုံသောအဝိစုံနှင့်တူသောဝိပုလေနာကြည်ကျယ်ပြန်ပြောသောမဟကတိနမြင့်မြတ်သောအပမနေနအတိုင်းတာပမာဏရှာမရသောအဝိရိနယံကင်းသောအဗျာပစ္စေနဒေါမနတာတိဟုသောဆင်းရဲခြင်းကင်းသောမနတာစိတ်ဖြင့်ဝိရမိနေပါ၏ဖေယဖုံတုတ်တဲ့ဝိစုတ်သည်စင်ကြယ်တာကိုပဲဖြစ်စေမစင်ကြယ်တာကိုပဲဖြစ်စေတုတ်တဲ့အခါမှာအနှိမ့်ဆက်ခံနေရတယ်ဆိုတဲ့ခံစားချက်မရှိသလိုမျိုးပဲတဲ့လောကကြီးမှာကျင်လေကျစားတဲ့အခါမှာဘယ်လိုအနိဋ္ဌာယုံလောကရန်နေဘယ်လိုအပြောဆိုတွေပဲခံရဘာမှသူ့မှာမေတ္တာပြည့်သွားတယ်ဆိုတဲ့သဘောမရှိဘူးတဲ့အံ့ဩစရာမကောင်းဘူးလားအားကြစရာကိုမကောင်းဘူးလားသူ့ရဲ့စိတ်ဓာတ်ဒီဘေးကပတ်ဝန်းကျင်ကအကြောင်းတရားတွေကြောင့်ပျက်စီးသွားတယ်လို့ရှိသလားမရှိဘူးကောင်းတာနဲ့တွေ့လည်းပဲဒီတိုင်းပဲနော်သူကတက်ကြွသွားတယ်လို့မရှိဘူးမကောင်းတာနဲ့တွေ့လို့လည်းပဲစိတ်ပြက်သွားတယ်လို့မရှိဘူးအဲ့ဒါကိုဦးဇင်းတို့စာကလေတာဓိဂုံလို့ခေါ်တယ်ပိဋိပါတဲ့တော့တာဓိဂုံယဟန္တာတွေမှာရနိုင်တဲ့ဂုံဟုတ်လားအဲ့ဒါကိုဒကာဓမ္မတို့ဦးဇင်းတို့တွေဟိုလိုက်ပြီးတော့တုနေတာမဟုတ်ဘူးနော်ဒီဂုံမျိုးရဖို့ဆိုတာကဘယ်နည်းနဲ့မှမဖြစ်နိုင်သေးဘူးဒီအချိန်မှာဟုတ်လားသို့တော်လည်းပဲဒီယဟန္တာတို့ရဲ့ဂုံတရိပ်တရေသရအောင်တော့လုပ်လို့ရတယ်ဟုတ်လား
ဒီဂုံတသိတ္တိတရအောင်ပါလေလုံးလို့ရတယ်ဦးဇင်းတို့အင်္ဂုတ္တပါဠိတော်မှာမြတ်စွာဘုရားဟောထားတာရှိဒီဥပုသ်ဆောင်တဲ့အခါမှာလေဥပုသ်တရင်ဆောင်တဲ့အခါမှာဘယ်လိုစိတ်ကူးလေးနဲ့ဆောင်ရမလဲတဲ့အေးယဟန္တာအရှင်မြတ်တွေဟာသူများအသက်ကိုတတ်ချင်းမှရှောင်တယ်ငါလည်းပဲဒီနေ့တော့ယဟန္တာအရှင်မြတ်များလို့သူများရဲ့အသက်မှာတတ်ချင်းကိုငါရှောင်မယ်ဒါကြောင့်ယဟန္တာတွေနဲ့ငါနဲ့အကျင့်တသိတ္တိတတူနေတယ်ဆိုပြီးတော့တွေးပြီးတော့ဝမ်းသာရမယ်တဲ့ကဲနောက်တခါယူမိုင်းမြတူကောင်းတယ်နော်ဟုတ်လားဗာလဲတူကောင်းတယ်ကောင်းတဲ့နေရာမှာဒါကလုတ်ပေးရမယ်ဟုတ်လားတခါယူမိုင်းမြအဲ့ဒါ၈ခုလုံးမြတ်စွာဘုရားအဲ့ဒီဥပုပ်မှာအဲ့ဒီတိုင်းဟောတယ်ပိဿတို့လည်းပဲအခါအားလျော်စွာဥပုံဆောင်ကြပါလိမ့်မယ်နော်ဒါလေးကိုအမှတ်ရပြီးတော့ဩယဟန္တာတွေရဲ့အကျင့်တရိပ်တရိတငါနဲ့တူနေပါလားဆိုပြီးတော့ဘာလို့ရမှာလဲဝမ်းသာရမှာအခုလဲဒီလိုပဲတာရိဂုံကိုလောကရန်နေနဲ့တွေ့တဲ့အခါမှာကိုလည်းပဲမတုံမလုတ်ငါနေကြည့်စမ်းမယ်ပိဿရေစမ်းကောင်းပါတယ်ဟုတ်လားအဲ့ဒီလိုနေကြည့်စမ်းမယ်ဆိုပြီးတော့နည်းနည်းလေးမြတ်နေနိုင်မယ်ဆိုရင်သူတို့လိုရာနှုံးမြည်ကြီးမဟုတ်100ခိုင်နှုံးလောက်လေးမြတ်နေနိုင်မယ်ဆိုရင်ကောမကောင်းမေဘူးလားကောင်းမယ်ဒါတာရိဂုံနော်ကောင်းတာနဲ့တွေ့တွေ့မကောင်းတာနဲ့တွေ့တွေ့စိတ်ကပါလေတပုံဆန်နဲ့ဖြစ်နေတာကိုတာရိဂုံလို့ခေါ်တယ်ဟုတ်လားဦးဇင်းတို့ဒကာဓမ္မတို့ပုစုတွေမှာတော့အဲ့ဒီလိုမျိုးကမဖြစ်တာပဲများတယ်နော်ဟုတ်လားဦးဇင်းတို့ဒါနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးပြောချင်မြတ်စွာဘုရားရဲ့လက်ထက်တုန်းကဝေဒင်္ဇာပြည်မှာမြတ်စွာဘုရားဝါဆိုတော့မာနကြီးကလှည့်စားတဲ့အတွက်ကြောင့်ဝေဒင်္ဇာပုံနာကဘုရားကိုပင့်ထားပေမဲ့လို့ဘာမှတခါတည်းဆွန်းလည်းမလောင်ဘူးဘာမှလည်းမလှူဘူးဒီတိုင်းပြစ်ထားတာဟုတ်လားအဲ့ဒီမှာမြတ်စွာဘုရားမှုရှိတဲ့တန်ဃာတော်တွေဟာလေမြင်းစားတဲ့ဂျုံချမ်းတွေကိုပြုတ်ပြီးတော့စားရတဲ့အဆင့်ရောက်တယ်ဝါတွင်3လကာလပတ်လုံးဟုတ်လားအဲ့ဒီမှာမြတ်စွာဘုရားရဲ့ဘေးမှာချမ်းရမ်းနေတဲ့တကယ်သူတော်ကောင်းကြီးတွေဘာတန်မှမထွက်ဘူးဒီလိုကြမ်းတမ်းတဲ့အစားအစာတွေကိုစားရလို့စိတ်ပြက်တဲ့ဝမ်းနေတဲ့လေတံဘာတန်မှမထွက်ဘူးဟုတ်လားဘာတန်မှမထွက်ဘူးအဲ့ဒီယဟန်တော်တွေကိုချမ်းရမ်းပြီးတော့နေကြတဲ့စားကျွင်းစား900သူတို့ကလည်းပဲဒီယဟန်တော်တွေစားပြီးတာကိုစားဖို့ဆိုပြီးတော့နောက်ကနေပြီးတော့လိုက်လာတာရှိတယ်အဲ့ဒီပုဂ္ဂိုလ်တွေကတော့မျက်နှာမသားမယာနဲ့နေကြတာအဲ့ဒီလိုနဲ့ဦးဇင်းတို့ဝါကျွတ်ပြီဆိုတော့မြတ်စွာဘုရားဝေဒင်္ဇာပြည်ကနေတာဝိထိကိုပြန်ကြွလာတာဝိထိဆိုတော့သိပ်ပြီးတော့စီကားတယ်ဟုတ်လားနာတပိန်တို့ဝိသခါတို့ကရှိနေတာဆိုတော့အဲ့ဒီမှာမြတ်စွာဘုရားကိုအကြီးအကျယ်လှူကြတန်းကြတော့ဘုရားမှုရှိတဲ့တန်ဃာတော်တွေဟာလက်လာပါဘာဖြစ်လဲအကြီးအကျယ်ပြန်ပြီးတော့ပေါ်လာတယ်အဲ့ဒီလိုလက်လာပါတွေပေါ်စားတဲ့အတောက်စရာတွေသိပ်ပြီးတော့ကောင်းပြီးတော့နူးညံ့သိမ်မွေ့ပြီးတော့သိပ်ကောင်းတဲ့အိဋ္ဌာယုံလောကရန်နဲ့တွေ့တော့လည်းပဲအဲ့ဒီယဟန်တော်တွေဟာဘာမှမဖြစ်ဘူးဒါပေမဲ့ဘဇူတွေကတော့ဘာဖြစ်နေတုံးဆိုတော့အဲ့ဒီယဟန်တော်တွေစားကြံတာကိုစားကြတဲ့စားကျွင်းစား900အဲ့ဒီစားကျွင်းသား900ကတော့ဖြစ်တယ်ဗျာတခါကြီးတို့ရဲ့ဘာဖြစ်တုံးဆိုတော့လက်ပန်းပေါင်းခတ်တယ်အော်ဟစ်တယ်တချင်းတွေအော်ဆိုတယ်ဂင်္ဂမြေတဲ့ဆင်းရည်တွေချိုးပြီးတော့တခါတည်းမြူးနေတာပဲတဲ့ဟုတ်လားယဟန်တော်900ယဟန်တာတွေကတော့ဗာလဲဝေဒင်္ဇာပြည်မှာငငပြက်ပြက်နေရတုန်းကလည်းဗာလဲဒီတိုင်းပဲတာဝတိပြည်မှာတိတ်ပြီးတော့ပေါ်တော့လဲဒီတိုင်းပဲဟိုမှာစားကျွန်းသား900ကဘလို့ဖြစ်နေတုံးမြူးနေတယ်နော်အဲ့ဒီအကြောင်းအရာကိုမြတ်စွာဘုရားသိတဲ့အတွက်ကြောင့်ဦးဇင်းတို့ဝါလောဒကဇတ်ဆိုပြီးတော့ဇတ်တော်လေးတစ်ခုဟောတယ်ဒါဦးဇင်းကအချင်းချုပ်လေးအပြေးသွားပြောပြတာသိလားအဲ့ဒီဝါလောဒကဇတ်မှာဦးဇင်းတို့မြတ်စွာဘုရားဘာပြောပြတော့ဆိုတော့จิตသားတို့ရှင်းတုန်းကအာဇာနီမြင်း900ရှင်မင်းကြီးတစ်ပါးကပိုင်ထားတယ်အာဇာနီမြင်းဆိုတော့သိပ်ပြီးတော့မြင့်မြတ်တယ်ကြီးကျယ်တယ်ဆိုတော့သူတို့ကိုလေသိပ်ကောင်းတဲ့အစားအစာကျွေးတာဘာတွေကျွေးတာတုံးဆိုတော့ဦးဇင်းတို့မူတရက်သီးကိုကြိတ်ပြီးတော့အဲ့ဒီအရေကိုတိုက်တာအာဇာနီမြင်းတွေကိုလေအေးအဲ့ဒီအာဇာနီမြင်းတွေရဲ့ဘေးမှာလည်းပဲဦးဇင်းတို့ဝန်နေပါတွေယုံဖို့အတွက်မြီး900မွေးထားတာလည်းရှိအဲ့ဒီမှာရှင်မင်းကြီးကဒီမူတရက်သီးတွေကိုအရေးဖြောပြီးတော့အရေးတွေကိုအာဇာနီမြင်း900ကိုတိုက်တယ်တိုက်ပြီးတော့ကြံတဲ့ဒီမူတရက်သီးအရေးထုတ်ပြီးသားဘာအနှစ်မှမရှိတော့တဲ့အဖတ်တွေပေါ့လေမူတရက်သီးအဖတ်တွေသိလားအဲ့ဒီအဖတ်တွေကိုရေနဲ့ဖြောထုထောင်းပြီးတော့ဦးဇင်းတို့ပိုက်ဆံလျှော်နဲ့ရက်ထားတဲ့အခုခေတ်ဆိုရင်တော့ဂုံဒီအိတ်စုပ်ပေါ့လေအဲ့ဒီဂုံဒီအိတ်စုပ်နဲ့အဲ့ဒီရေတွေခုနတုန်းကအခွန်တွေကိုရေနဲ့ဖြောပြီးတော့ထုထောင်းထားတဲ့မူတရက်သီးအကျန်းရေတွေကိုအဲ့ဒီဂုံဒီအိတ်စုပ်နဲ့စစ်ပြီးတော့အဲ့ဒီအရေတွေကိုမြီးတွေကိုတိုက်ဟုတ်လားအဲ့ဒီကိုမြီးတွေကိုတိုက်တဲ့အခါကျတော့
မြီးတွေကအဲ့ဒါကိုတောက်ပြီးတော့တခါတဲ့ခုံပေါက်မြူးပြီးတော့အော်ဟစ်နေတာပဲတဲ့မူတဲ့ဒီအဖြော်ကြီးအစ်စ်ကိုတောက်ပြီးတော့နေကြတဲ့အာဇာနည်မြင်း900ကတော့ငြိမ်ငြိမ်လေးပဲနေတယ်ဘာမှမတုံဟုတ်လားအေးအဲ့ဒီမြင်း900ဟာအခုစားကျွန်းစား900ဖြစ်လာတာပဲတဲ့နော်တခါကြီးမိုက်မြခုတခါမှတော့ဦးဇင်းတို့ပုထုဇဉ်တွေဆိုတာများသောအားဖြင့်အဲ့ဒီအာဇာနည်မြင်းများလို့ယဟန္တာများလို့မဖြစ်ကြဘူးဟုတ်လားကောင်းတာနဲ့တွေ့တော့မြူးပြီးတော့နေတာဟုတ်လားမူတတဲ့ဒီဖြောရည်ကောင်းသလားမကောင်းဘူးနော်ဗာလဲဂုဏ်အိတ်ဆုပ်နဲ့စစ်ပြီးတော့ရလာတဲ့အဖြောရည်ချမ်းတွေတောက်ပြီးတော့မြီးတွေဘာဖြစ်နေလဲမြူးနေတာဟုတ်လားခုတခါမှတော့ဦးဇင်းတို့တွေလည်းအရိယာတွေစွန့်ပစ်သွားတဲ့ဒီကာမဂုဏ်ပစ္စည်းလေးတွေပြည့်စုံနေဆိုရင်ဘာဖြစ်နေတော့မြူးနေတာဟုတ်လားအဲ့ဒါဘယ်သူတို့ရဲ့မြူးခြင်းမျိုးလဲမြီးတွေရဲ့မြူးခြင်းမျိုးအာဇာနည်တွေကြတော့ဗာလဲငြိမ်နေအရေကောင်းတွေကိုတောက်ပြီးတော့ကိုယ်ပဲဘာဖြစ်နေတာတော့ငြိမ်နေတာအဲ့ဒီအာဇာနည်မြင်း900ကယဟန္တာ900လားဖြစ်တာပဲဟုတ်လားအဲ့ဒီတော့ဒကာဓမ္မတို့ဦးဇင်းတို့တွေဒါမေးခွန်းကတော့ထူးမေးနေစရာမလိုပါဘူးအာဇာနည်မြင်းမျိုးလိုမျိုးယဟန္တာလိုမျိုးဖြစ်ချင်တာလားဒါမှမဟုတ်ရင်မြင်း900လိုမျိုးစားကျွန်းစား900လိုမျိုးတုံလှုပ်တဲ့လူတွေဖြစ်ချင်တာလားလို့မေးရင်ဒီမေးခွန်းကမသိတော့တဲ့မေးခွန်းပဲဖြစ်လိမ့်မယ်ဟုတ်လားအာဇာနည်မြင်းမျိုးယဟန္တာမျိုးပဲဖြစ်ချင်ပါတယ်လို့ပြောကြမှာမဟုတ်လားအေးအဲ့ဒါဆိုလို့ရှိရင်ခုနတုန်းကဦးဇင်းပြောခဲ့တယ်ဗာလေတာဓိဂုံဆိုတာကိုအားကြရဣတိဘာဂုံလေတာဓိဂုံမြေကြီးကဲ့သို့ဟုတ်လားထပ်မပြောတော့ဘူးနော်ပြီးတော့ဗာလေရေကဲ့သို့မီးကဲ့သို့လေကဲ့သို့အဝိစုပ်ကဲ့သို့5ခုရှိသွားပြီနော်နောက်ထပ်4ခုရှိသေးတယ်အပြေးလွှားပဲပြောရမှာဗျာနောက်ဘုန်းကြီးတစ်ပါးရှိသေးတာဟုတ်လားနောက်တခါကြီးမိုက်မြအေးအဲ့ဒီတော့နောက်4ပါးကိုဆက်ပြီးတော့နားထောင်ကြရအောင်ဗန္ဒီဘုံတော်ကြည်တော်မူသောမြတ်စွာဘုရားတေယထာပိဥပမာအားဖြင့်စန္ဒာလကုမာရကောဝံဒွန်စန္ဒာမျိုးကောင်းသာဒွန်စန္ဒာမျိုးသားသည်၎င်းစန္ဒာလကုမာရိကဝါဒွန်စန္ဒာမျိုးသမီးသည်၎င်းကလောပိဟထောခွက်လက်ဆက်လည်းရဲ့နန္ဒကဝါသည်အနာပြတ်သောအဝင်နွမ်းကိုဝက်လျက်ကာမံဝါရွာသို့တော်၎င်းနိကမံဝါနေကုံရွာကြီးသို့တော်၎င်းပဝိတံတော်ဝင်သည်ရှိသောနေစစိတ်တံယေဝနှိမ့်ချသောစိတ်ကိုသာလျင်ဥပါဒပိတဝါဖြစ်စေ၍ပဝေတတိတေယထာပိဝင်လေတကဲ့သို့ဒွန်ဆန္ဒအမျိုးသားဒွန်ဆန္ဒအမျိုးသမီးစုတောင်းသားလေးတွေကိုပြောတာနော်တခါကြီးမိုက်မြကလောပိဟထောတဲ့ခွက်လက်ဆွဲပြီးတော့နန္ဒကဝါတိအနာကစုပ်ပြက်နေတဲ့အဝတ်နွမ်းကလေးကိုဝတ်ပြီးတော့ခေါင်းလေးပေါင်းပြီးတော့ရွာထဲကိုစားစရာတောက်စရာလေးသွားတောင်းတော့မယ်ဆိုပြီးတော့ဝင်တဲ့အခါမှာအဲ့ဒီဒွန်ဆန္ဒစန္ဒလလေးတွေဟာလေမြင့်မားတဲ့တက်ကြွတဲ့စိတ်နဲ့ဆောင်ကြွားဆောင်ကြဝင်သွားတာလားမဟုတ်ဘူးနီစစိတ်တန်ရေဝနှိမ့်ချသောစိတ်ကိုသာလည်းဥပထပိတဝါဖြစ်စေ၍တဲ့ဟုတ်လားတခါကြီးမိုက်မြနှိမ့်ချတဲ့စိတ်ကိုဖြစ်စေပြီးတော့ရွာထဲကိုဝင်သွားတာအဲ့ဒီလိုမျိုးပဲတဲ့ဧဝမေဝခောဣအတုသာလည်းအဟံဖယားတပည့်တော်သည်ဇန္တာလကုမာရကောဇန္တာလကုမာရိကသမေနာဒွန်ဇန္နာမျိုးသားဒွန်ဇန္နာမျိုးသမီးနဲ့တူသောဝိပုလေနာကြီးကျယ်ပြန့်ပြောသောမဟကတိနာမြင့်မြတ်သောအပမာနေနအတိုင်းတာပမာဏရှာ၍မရသောအဝေရေနာယံကင်းသောအပြာပစ္စေနာဒေါမနတာတိဟုသောဆင်းရဲခြင်းကင်းသောမနတာစိဖြင့်ဝိရမိနေပါ၏ဖျားဒွန်ဆန္ဒများလို့မာနကိုနှိမ့်ချပြီးတော့နေတာမိမိခန္ဓာရဲ့အကြောင်းကိုကောင်းကောင်းမသိတဲ့သူတွေဒီသာလည်းသူများကိုတိုက်ခိုက်ပြီးတော့မတောင်းပန်မဲနဲ့သွားမှာသူကကိုယ်ခန္ဓာအကြောင်းကိုသိတဲ့အတွက်ကြောင့်ဒီခန္ဓာကိုအမိပြုတ်ပြီးတော့ဖြင့်ဘာမာနမှရှိเสียမလိုဘူးဆိုတဲ့အဓိပ္ပာယ်ဟုတ်လားတခါကြီးမိုင်းများပြီးရင်ရှင်းသွားမယ်နော်အေးဒါပါလေ6ခုမြောက်တေဟနာဒဒွန်ဆန္ဒနဲ့ဥပမာပေးတာဒီဥပမာပေးတော့မြေကြီးလှုပ်တယ်ပုထုဇဉ်ယဟန်တွေဟာမျက်ရည်ကြီးငယ်တောင်ကြတယ်လို့ဆိုတယ်မထေမြတ်ကြီးကိုကရုဏာဖြစ်ပြီးတော့ဟုတ်လားတခါကြီးမိုင်းများအေးဒါ6ခုမြောက်ပါလေတေဟနာဒ9ခုမြောက်တေဟနာဒသွားကြဗန္ဒီဘုံတော်ကြည်တော်မူသောမြတ်စွာဘုရားတေယတာပိဥပမာအားဖြင့်စိဏဝိသလောဥကြိုကျိုး၍နေသောသူရတော်လိမ္မာသောသူတန်တော်ကောင်းစွာဆုံးမ၍ထားသောသူဝိနိတော်ကောင်းစွာယင်ကြည်ပြီးသော
ဥဒဘောနွာလာဥဒဘသည်ဟောဂျိုးကလည်းကျိုးနေတယ်နွားကြီးကအင်မတန်လဲလိမ်မာတယ်ကောင်းကောင်းလဲသင်ထားတယ်အဲ့ဒီလောက်လိမ်မာရင်ကြီးတဲ့ဂျိုးကျိုးနေတဲ့ဒီဥဒဘနွာလာဥဒဘကြီးဟာတဲ့သူ့ရဲ့ဂျိုးနဲ့သူ့ရဲ့ခွာနဲ့တစုံတစ်ယောက်သောတစုံတစ်ခုသောတတ္တဝါကိုမှမညှင်းဆဲတော့ဘူးမနှိပ်စက်တော့ဘူးအင်မတန်ပဲအပြစ်ကင်းသူဟာသူပဲအေးအေးလေးဒီလိုလေးပဲနေသွားတာဒါကိုပြောတာနော်တခါကြီးမိုင်မြအဲ့ဒါဂျိုကျိုးတဲ့နွားဆိုတာအဲ့ဒါပါပဲဥပမာကလေအဲ့ဒီဂျိုကျိုးတဲ့နွားလားများလို့ဧဝမေဝခောဤအတူသာလင်ဟံဖရာတပည့်တော်သည်စေနာဝိသလာဥတဘောသမေနာဂျိုကျိုးတဲ့နွားလားနဲ့တူသောမနတ္တာစိတ်ဖြင့်ဝိရမိနေပါ၏ဖရာဒါကခုနှစ်ခုမြောက်တိဟာနာထမိမိရဲ့ခန္ဓာအကြောင်းကိုကောင်းကောင်းမသိသူသည်သာလျှင်သူတစ်ပါးကိုနှိပ်စက်ပြီးတော့မတောင်းပန်ပဲရှိကောင်းရှိမယ်။ဘုရားတပည့်တော်ကတော့ကိုယ်ခန္ဓာအကြောင်းကောင်းကောင်းသိတဲ့အတွက်ကြောင့်ဘာမှမနာမှကြီးเสียရမလိုပါဘူးလို့ဒီလိုပြောတာ။နော်တခါကြီးမိုက်မြ။အေးဥပမာဘယ်နှချက်ရှိသွားပြီလဲ။ခုနှစ်ချက်ရှိသွားပြီ။ဒါကမာနကိုနှိမ့်ချတဲ့သူ့ရဲ့ဥပမာကလေးကဒီနှစ်ခုကသဘောပေါက်တယ်နော်။စောစောတုန်းက၅ခုကဥစဉ်တို့သဘောပေါက်တယ်လို့ပြောရရင်တာတိကုံဒီအခုဟာကပါလဲဒွန်ဆန္ဒရဲ့ကြိုးကျိုးတဲ့နွားကြီးမာနကို तू လုံးဝ तू နှိမ့်ချထားယဟန္တာဆိုတော့မာနလည်းမရှိတော့ပါဘူးဟုတ်လားအေးအဲ့ဒီနေရာမှာဦးဇင်းတို့စဉ်းစားမိတာလေနည်းနည်းလေးတော့ပြောခြင်းသေးတယ်အဲ့ဒါပါလဲဆိုတော့ဘာမှပူတရားမရှိတော့တဲ့လုံးဝအေးသွားကြတဲ့ပုံကိုယ်တွေကဘာမှမာနမှမရှိတော့ဘူးဒီမဲ့ပူတရားတွေအပြည့်နဲ့အေးတရားတကွက်မှမရှိတဲ့လူတွေကမာနတွေခေါင်ခိုက်နေတယ်ဒါစဉ်းစားတွေကတော်တော်ကောင်းတယ်လို့ထင်တယ်။ဟင်ဒကမာကြီးတွေခင်ဗျားတို့ကျွတ်တို့ရဲ့ရှည်ရေးကိုတွေးကြည့်ရင်အေးတရားဘယ်နှကွက်ရှိတော့ဘယ်နှကွက်မှမရှိဘူး။ပူတရားတွေကြီးပဲ။တန်တရားကြီးတွေးမယ်ဆိုရင်လည်းပူတရားဟုတ်လား။လောဘဒေါသလည်းအပြည့်ရှိတယ်မကောင်းတဲ့ကံတွေလည်းအနန္တရှိတယ်။ခန္ဓာဝင်ကြီးကလည်းတဖြည်းဖြည်းနဲ့လေးလာတယ်တဖြည်းဖြည်းနဲ့ပျက်စီးမဲ့အရေးရောင်တွေပြနေတယ်။ကောင်းတဲ့အလားလားဘာမှမရှိဘူးဒကာဓမ္မတို့ဦးဇင်းတို့ရဲ့ဘဝ။ဒါသစ္စာစကားနော်ဒကာကြီးမိုင်းမြအဲ့ဒီလိုကောင်းတဲ့အလားလားဘာမှမရှိတဲ့တနည်းအားဖြင့်ဘာမှမာနကြီးเสียမကောင်းတဲ့လူတွေကမာနကြီးနေတယ်တကယ်တမ်းကြီးမဲ့ကြီးရင်အဲ့ဒီနောက်ကျောင်းတွေအကုန်အေးပြီးတော့ပူเสียဘာမှမရှိတဲ့လူတွေကတောင်မာနကြီးเสียကောင်းသေးတယ်လို့ဒါကဥစဉ်ရဲ့စိတ်ကလေးနဲ့ဥစဉ်စဉ်းစားကြည့်မိတာပါဟုတ်လားပူเสียမရှိတော့တဲ့လူတွေကမာနမကြီးပဲနဲ့ပူเสียအပြည့်လူတွေကမာနကြီးနေတယ်ဒါပါလေမစဉ်းစားသင့်ဘူးလားအဲ့တော့ဒကာသမားတို့ဥစဉ်တို့တွေဟာလေရွှေကျင်စတော်ဘုရားကြီးပြောသလိုပြောရရင်တော့ဖားများနဲ့အင်မတန်တူတယ်ပိဋကပါတဲ့တော့ဖားကတဲ့ဆောင်းဆောင်လေးထိုင်တတ်တာနဲ့သူ့ကိုယ်သူချင်းသေးဆိုပြီးတော့မန်ဝင်နေတဲ့ဆောင်းဆောင်လေးထိုင်တတ်တာတော့ဒီပြင်ဘာမှမလုပ်တတ်ဘူးသိလားမွေလာရင်သူအတင်းပြေးရမှာဟုတ်လားဆောင်းဆောင်လေးထိုင်တတ်တာလေးနဲ့သူ့ကိုယ်သူဘာဆိုပြီးတော့မန်ဝင်တာတဲ့တော့ချင်းသေးဆိုပြီးတော့မန်ဝင်တာတဲ့အဲ့ဒါကြီးကန်းကလည်းချီပြီးဆိုတော့ပြည့်ညက်လို့អော်တယ်တဲ့ပုထုဇဉ်တွေကအဲ့ဒါနဲ့အင်မတန်တူတယ်စီးပွားရေးလေးပြည်စုံကျန်းမာရေးလေးပြည်စုံဆောင်းဆောင်လေးထိုင်တက်ကမြနဲ့ငါတော်လာပြီငါအည်သွေးတွေရှိလာပြီလို့ချင်းသေးမှန်ဝင်တယ်ဟုတ်လားကျန်းမာရေးလေးလည်းဖောက်လာပြီစီးပွားရေးလေးလည်းပြက်ပြီဆိုတော့ကြီးချီခံရတဲ့ဖားလို့ပြည့်ညက်နဲ့អော်ကြတာပဲဦးစင်းတကာကြီးတယောက်ကိုတွေ့ဘူးတယ်အင်မတန်ကျန်းမာရေးကောင်းတယ်အင်မတန်လည်းတန်ဆွမ်းတယ်လူကလည်းတကယ်ထောင်မောင်းကြီးပဲဘာဖြစ်လှုပ်လိုက်မယ်ကန်လိုက်မယ်ဘယ်တော့မှမအိုတော့မဲ့ဆိုင်မျိုးနေတာမျက်လုံးထဲမှာအမြဲတမ်းမာနာကိုးတွေကိုမြင်နေရတယ်အဲ့ဒီတကားကြီးအဲ့ဒါဟိုတလောစီကလေးဖြတ်တယ်အဲ့ဒီတကားကြီးတကယ်လေးဖြတ်သွားတာအဲ့ဒီတော့ဘာဖြစ်တုံးဆိုတော့မျက်လုံးမှာအယောင်မရှိတော့နောက်တကားကြီးတို့ရနော်အင်မတန်ညှိုးငယ်ပြီးတော့လူကလည်းပဲလေဆင်အိုကြီးလို့ကျွဲအိုကြီးလို့တခါတည်းရွတ်ပက်ကြီးဖြစ်ပြီးတော့သူ့မှာဒီပြင်လည်းဘာမှအာကိုအားထားကလည်းမရှိပဲကိုဗျဟုတ်လားအဲ့ဒီတော့စောစောတုန်းကတော့သူဟာပါလေငါချင်းသေးပဲဆိုပြီးတော့စောင်းတော့ထိုင်တဲ့ခါမျှနဲ့ဖားကသူ့ကိုယ်သူဘာထင်းနေတာလဲချင်းသေးထင်းနေတာတကယ်ခန္ဓာကိုယ်ကဇာတိပြလာပြီအရှိအမှန်တွေထွက်လာပြီဆိုတော့မှကြီးချီခံရပြီဆိုတော့မှဘလို့ဖြစ်တာလဲပြည့်ညက်နဲ့អော်တာခုလူတိုင်းနော်ဘလောက်ပဲစီးပွားရေးတွေပြည့်စုံပါတယ်ပဲပြောနော်စီးပွားရေးနဲ့ဖြည့်ရှင်းလို့မရတဲ့ပြဿနာတွေကပိုများတယ်ဘဝမှာဟင်ဒီထဲမှာစီးပွားရေးပြည်လည်တဲ့လူတွေလည်းပါကောင်းပါလိမ့်မယ်နော်စီးပွားရေးနဲ့ဖြည့်ရှင်းလို့မရတဲ့ပြဿနာတွေလူလောကကြီးမှာအများကြီးရှိငွေနဲ့မဖြည့်ရှင်းလို့မရတဲ့ပြဿနာတွေဟုတ်လားအဲ့တော့တကယ်တမ်းကပြဿနာအလုံးကိုဖြည့်ရှင်းနိုင်တာဒီတရားတစ်ခုပဲရှိတယ်ဒါအတူချုပ်ပဲပြောလိုက်တယ်နော်
ငွေဟာဖြည့်ရှင်းလို့ရတဲ့ပြဿနာတွေရှိတယ်လို့ဖြည့်ရှင်းလို့မရတဲ့ပြဿနာတွေအများကြီးရှိတယ်ဒါကြောင့်ပြောချင်တာကဘာလဲဖားလိုမျိုးမဖြစ်သင့်ဘူးကိုယ့်ဘဝကိုယ့်အကြောင်းကိုကောင်းကောင်းသိပြီးတော့တကယ်စင်စစ်ဘာမာနမှကြီးသင့်တဲ့အခြေအနေမဟုတ်ဘူးလို့နားလည်သင့်တယ်ဟုတ်လားတခါကြီးမိုင်းများဒါကြောင့်သတ္တမမြောက်တေဟနာဒနဲ့ခုနှစ်ခုမြောက်တေဟနာဒသည်မာမာနကိုအထူးနှိမ့်ကျစေတဲ့သူတော်ကောင်းရဲ့စကားလို့နားလည်ထားရမယ်နော်ရှစ်ခုမြောက်9ခုမြောက်သွားကြမယ်ဗန္ဒီဘုံတော်ကြည်တော်မူသောမြတ်စွာဘုရားတေယတာပိဥပမာအားဖြင့်ဗန္ဒီဘုံတော်ကြည်တော်မူသောမြတ်စွာဘုရားတေယတာပိဥပမာအားဖြင့်တဟရောငယ်ရွယ်သောယူဝါနုပြုသောမန္တနကဇာတိကောတစားဆင်ခြင်းသဘောရှိသောတိတနာတော်လျှော်အပ်ပြီးသောဥကောင်းရှိသောပုရိသောဝါလူလင်ပြူသည်၎င်းအိဋ္ဌိဝါလုံးမပြူသည်၎င်းငယ်ငယ်ရွယ်ရွယ်နုနုပြူပြူနော်အမြဲတမ်းခေါင်းလေးလျှော်ပြီးတော့ဖီးလိမ့်ပြီးတော့ပြင်းစင်ပြီးတော့ထားတဲ့ယောက်ျားလေးတစ်ယောက်မိန်းကလေးတစ်ယောက်အပြူကလေးလူပြူကလေးပေါ့နော်တခါကြီးမိုက်မြအဲ့ဒီကလေးဘာဖြစ်တော့ကံထေထိုကလေးရဲ့လည်းပင်မှာထိုလူလင်ပြူလုံးမပြူရဲ့လည်းပင်မှာအာတတ္တေနတစုံတဦးတယောက်သောယံသူတဦးတယောက်ကအတင်းအကျပ်ဆွဲငင်၍ပေးအပ်သောအဟိကုဏပေနဝါမွေကောင်ပုဖြင့်တော်၎င်းပုဂ္ဂုရာကုဏပေနဝါခွေကောင်ပုဖြင့်တော်၎င်းမနုဿာကုဏပေနဝါလူကောင်ပုဖြင့်တော်၎င်းအတ္တိယေယအနှိမ့်ဆက်ခံရတဲ့ကဲ့သို့ဆင်းရဲလေတဲ့ကဲ့သို့ဟရာယေယရှက်ရတဲ့ကဲ့သို့ဇီကုစေယဆက်ဆုပ်ယွန်ရှာရတဲ့ကဲ့သို့ဥပမာနော်တခါကြီးမိုက်မြအဲ့ဒီလိုအင်မတန်လှကျင်ပကျင်တဲ့အရွယ်ကလေးကိုရန်သူတူတယောက်ကအတင်းအကျပ်အနိုင်အထက်ပြုတ်ပြီးတော့မွေကောင်ပုတ်ကြီးတစ်ခုလေပင်ကိုဆွဲပေးလိုက်ပြီဒါမှမဟုတ်ခွေးသေးကောင်ပုတ်တစ်ခုကိုလေပင်မှာပါလဲဆွဲပေးလိုက်ပြီဒါမှမဟုတ်လူသေးကောင်ပုတ်လူရဲ့အစိပ်ပိုင်းတစ်ခုခုခေါင်းပြက်ကြီးသောဖြစ်စေဟလာပေါင်ပြက်ခြေပြက်တစ်ခုခုပုတ်ပွားပြီးတော့လောက်တည်တက်နေတာကြီးကိုလေပင်ကိုပါလဲဆွဲပေးလိုက်ပြီဆိုကြပါစို့တဲ့အဲ့ဒီလိုဆွဲပေးလိုက်ရင်အဲ့ဒီလူလင်ပြိုလုံမပြိုရဲ့စိတ်ထဲမှာဘလို့ခံစားရမလဲအတ္တိရေရငါသိဆင်းရဲတာပဲသေတာသေလိုက်ချင်တော့တယ်ဟုတ်လားတခါကြီးမိုက်မြကိုချင်းစာကြည့်စမ်းသေချာစဉ်းစားကြည့်စမ်းဟုတ်လားအတ္တိရေရဒါသိပြီးတော့ဆင်းရဲတဲ့ကိစ္စပဲဟရာရေရဒါသိရှက်เสียကောင်းတဲ့ကိစ္စပဲလူကြားထဲသွားလို့ဖြစ်ပါမလားဇီကုတ်เสียဒါယွန်းเสียကြီးပဲဟုတ်လားဧဝမေဝခောဤအတူသာလည်းယင်ဟောဧဝမေဝခောဤအတူသာလည်းဟံဘုရားတပည့်တော်သည်ဣမိနာပုတိကာယေနဤခန္ဓာကိုအကောင်ဘုတ်ဖြင့်အတ္တိယေယအနှိမ့်ဆက်ခံနေရသူဖြစ်ပါ၏ဖရာဟရာယာမိရှက်လဲရှက်လာပါ၏ဇိကုစ္ဆာမိဆက်စုပ်ယွန်ရှာမှုလည်းဖြစ်လာပါ၏ဖရာဖရာတပည့်တော်ဟာအဲ့ဒီလူလင်ပြိုလုံးမပြိုလိုပဲတဲ့ဒီအပုတ်ကောင်ဒီခန္ဓာကိုအကောင်ဘုတ်ဖြင့်ဖရာတပည့်တော်ဟာအနှိမ့်ဆက်ခံနေရတဲ့လူတစ်ယောက်ပါတဲ့နော်တခါကြီးမိုင်းမြမြင်သလားဒီလိုမျိုးလည်းတွေးဘူးသလားငါဟာတကယ်တမ်းကတော့ဒီအပုတ်ကြီးရဲ့အနှိမ့်ဆက်ကိုခံနေရတဲ့လူတစ်ယောက်လို့တွေးဘူးသလားမတွေးဘူးရင်ခုတွေးကြရုံရှိတာပဲဟုတ်လားတကယ်ကြီးမိုင်းမြတရားနာရတယ်ဆိုတာဒါအမျက်ပဲနော်ဟုတ်လားအတ္တိယာမိတပည့်တော်အဲ့ဒါအနှိမ့်ဆက်ခံနေရတယ်ဖေရဟရာယာမိဒီအကောင်ဘုတ်ဖြင့်ဖရာတပည့်တော်ရှက်လဲရှက်လှပြီတဲ့ဇိကိစ္ဆာမိဒီအကောင်ဘုတ်ကြီးကိုယွန်လဲယွန်လှပါပြီတဲ့ဒါခန္ဓာကိုယ်ရဲ့သဘောကိုသူပေါ်လို့ပေါ်အောင်ပြောတာပဲနော်တခါကြီးမိုက်မြဒါကိုပြောတာဒါကြောင့်ခန္ဓာရဲ့အကြောင်းကိုကောင်းကောင်းမသိတဲ့ဒုသီသားလျင်ငါဒီဟူသောမမနာတွေထောင်ပြီးတော့သူတစ်ပါးကိုနှစ်ပြားမတန်တယ်လို့မျိုးသဘောထားတဲ့ကြဟုတ်လားတခါကြီးမိုက်မြအဲ့ဒါဘာကြောင့်လဲကိုယ်ခန္ဓာကြောင့်ကိုကောင်းကောင်းမသိလို့တကယ်စင်စစ်ခန္ဓာဆိုတာပါလေမွေကောင်ဘုတ်တဖွေခွေးကောင်ဘုတ်တဖွေပဲလို့ဒီလိုပြောတာအဲ့ဒါကြီးဘယ်နာလေးကိုပြစ်ချထားခြင်းလို့ရလားမရဘူးအမြဲတမ်းဒါကြီးကိုကိုကပိုင်ထားတယ်လို့ထင်ရပေမလို့မပိုင်မဲနဲ့ပြုစုနေရနော်တခါကြီးမိုက်မြပိုင်တဲ့သဘောတော့ရှိလားမရှိဘူးဒါပေမဲ့လို့ဒါကြီးနဲ့တော့အနှိမ့်ဆက်ခံနေရတဲ့အနေအထားမျိုးတော့အမြဲတမ်းရှိတယ်မို့လားရှိတယ်ဒါကလည်းပဲတော်တော်ကြက်သီးထားတဲ့အကောင်းတဲ့ဥပမာနော်တခါကြီးမိုက်မြအဲ့ဒီလိုရှစ်ခုမြောက်ဥပမာတေဟနာထဒါကိုဆိုလိုက်ပြန်တော့လည်းပဲကဘာမြေကြီးဟာဘာဖြစ်သွားလဲတုံလှုပ်သွားတယ်ဒါကြောင့်ဒကာသမားတို့ဦးဇင်းတို့တွေမာနကြီးမဲ့ကြံရင်အစင်မပြေတာတွေဖြစ်လာမယ်ကြံလို့ရှိရင်သူများကိုအပြစ်မတင်မဲနဲ့ဒီအကောင်ဘုတ်ကြီးနဲ့ငါဆင်းရဲလှပြီဒီအကောင်ဘုတ်ကြီးနဲ့ငါရှက်လှပြီဒီအကောင်ဘုတ်ကြီးနဲ့ငါဆက်ဆုပ်လှပြီငါမျက်နှိုးလွန်းလို့ဆွဲလန်းမှုကိုမဖြတ်နိုင်လို့
ခြင်းလူကိုရထားတဲ့ဒီခန္ဓာကြီးကြောင့်ကိုပဲဆင်းရဲတွေဖြစ်နေတာလို့အမှန်တိုင်းသဘောမပေါက်တဲ့မို့လားသဘောပေါက်တဲ့နဲ့ဘယ်သူကမှလည်းညှို့မထိုးတဲ့မို့တကယ်စင်စစ်လေဟုတ်လားတကယ်ကြီးမိုက်မြဒါကြောင့်ရှစ်ခုမြောက်ဥပမာမကောင်းဘူးလားကောင်းတယ်ဘာနဲ့ဥပမာပေးတာလဲခန္ဓာကိုမွေကောင်ဗုဒ္ဓဖွဲခွေးကောင်ဗုဒ္ဓဖွဲလေပင်ဆွဲထားရသလိုမျိုးတွေဟုတ်လားအဲ့ဒါပြီးတော့ဦးဇင်းတို့9ခုမြောက်သွားကြမယ်ဗန္ဒီဘုံတော်ကြည်တော်မူသောမြတ်စွာဘုရားတေယတာပိဥပမာအားဖြင့်ဗန္ဒီဘုံတော်ကြည်တော်မူသောမြတ်စွာဘုရားတေယတာပိဥပမာအားဖြင့်စိတ်တာဝစိတ်တံအပေါက်ကြီးအပေါင်းငယ်များစွာရှိသောဥက္ကရန္တအထက်သို့လည်းရှံတက်၍နေသောပက္ကရန္တအောက်သို့လည်းယူစီ၍နေသောမေရကထာလီကံအသားကြီးအမဲကြီးဦးကိုပုရိသောယောက်ျားသည်ပရိဟရိယတေယထာပိရွက်ဆောင်၍ထားရသကဲ့သို့ဒါကဥပမာအိုးတစ်လုံးထဲကိုအမဲစီတွေအသားရည်အစီတွေအပြည့်ထက်အဲ့ဒီအိုးကိုအပေါ်ပိုင်းကလည်းအပေါက်လေးတွေဖောက်အောက်ကလည်းအပေါက်လေးတွေဖောက်ဘေးကလည်းအပေါက်လေးတွေဖောက်အဲ့ဒီအပေါက်ကလေးတွေကနေအစီတွေဟာပါလဲစိမ့်ပြီးတော့ဘာဖြစ်နေမလဲစီးကြနေမယ်အပေါ်ပိုင်းကလည်းအံပြီးတော့ပါလဲထွက်နေမယ်ဟုတ်လားအဲ့ဒီအမဲစီအိုးကိုတစုံတစ်ယောက်ကအနိုင်ထက်ပြုတ်ပြီးတော့ယောက်ျားတစ်ယောက်ရဲ့ခေါင်းပေါ်ကိုမင်းသားကြီးရွက်ထားဆိုပြီးတော့ခိုင်းအဲ့ဒီလူမလွန်ဆန်နိုင်တော့အဲ့ဒီအမဲစီအိုးကြီးကိုဘာလုပ်ထားရခေါင်းပေါ်ရွက်ထားရဟိုဟာတွေကအရေတွေကအမြဲတမ်းဘာလုပ်နေတော့အောက်ကပေါက်တွေကလည်းစီးကြဥရဲ့အပေါ်ပိုင်းပေါက်တွေကလည်းလှုပ်လိုက်တော့တခါတဲ့ရှံပြီးတော့ပါလဲကြာလာပါးတွေပေါ်စီးကြတုတ်လိုက်ပါးစပ်ထဲဝင်တုတ်လိုက်မျက်စိထဲဝင်တုတ်လိုက်တကူလုံးလည်းပါလဲမတုတ်နိုင်တဲ့နေရာပေပွားမြင်လာမျက်စိထဲမြင်လာတခါကြီးမိုက်မြဗန္ဒီဘုံတော်ကြည်တော်မူသောမြတ်စွာဘုရားတေတာပိဥပမာအားဖြင့်စိတ်ဓာဝါစိတ်ဓာအပေါက်ကြီးပေါင်းငယ်များစွာရှိသောဥက္ကရန္တအထက်သို့လည်းရှံတဲ၍နေသောပက္ကရန္တအောက်သို့လည်းယူစီ၍နေသောမိရကထာလိကံအမဲစီအိုးကိုပုရိသောယောက်ျားသည်တေယထာပိပုရိသောယောက်ျားသည်ပရိဟရိယတေယထာပိရွက်ဆောင်၍ထားရသကဲ့သို့ဧဝမေဝါခောဤအတုသာလျင်အဟံဖယားတပိတော်သည်ဣမံကာယံအဟံဖယားတပိတော်သည်စိတ်တံဝစိတ်တံအပေါက်ကြီးပေါက်ငယ်များစွာရှိသောဥက္ကရန္တထက်သို့လည်းရှံတက်၍နေသောပက္ကရန္တအောက်သို့လည်းယူရှိ၍နေသောဣမံကာယံဤခန္ဓာကိုယ်ကြီးကိုပရိဟရာမိရွက်ဆောင်၍ထားရပါ၏ဖယားအမဲစီအိုးအပေါက်တွေအများကြီးပါတဲ့အမဲစီအိုးကြီးခေါင်းပေါ်တင်ထားရသလိုမျိုးဖယားတပိတော်လည်းပဲအပေါက်ကြီးပေါက်ငယ်များစွာရှိတဲ့အထက်သို့လည်းအံပြီးတော့နေတဲ့အောက်သို့လည်းယူစည်းပြီးတော့အမြဲတမ်းကြနေတဲ့ဒီခန္ဓာကိုယ်ကြီးကိုရွက်ဆောင်ပြီးတော့ထားနေရပါတယ်မှန်လားတခါကြီးဒီမိုင်းများဒီခန္ဓာကိုယ်ပေါ်မှာအပေါက်တွေအများကြီးရှိတယ်နော်ဟုတ်လားဒွါရာ9ပေါက်ဆိုတာလူတိုင်းသိတယ်နော်ဒီမှာမွေးညင်းပေါက်တွေရေးနိုင်သလားတလက်မပတ်လက်မှာအပေါက်ပေါင်းထောင်ချီရှိတယ်လို့ဦးဇင်းတို့ကြားဘူးတယ်ဟုတ်လားအဲ့ဒီအပေါက်ကလေးတွေကနေပြီးတော့ကောင်းတာတွေထွက်လာတာလားမကောင်းတာတွေထွက်လာတာလားမကောင်းတာတွေထွက်လာတာဒါကိုပဲကိုဆိုပြီးတော့ငါဆိုပြီးတော့မမ်းမှုပြီးတော့လူတွေဟာနေကြတာပဲရေးတော့လေရေးစရာကြီးနော်တခါကြီးဒီမိုင်းများပုထုဇဉ်တွေရဲ့ဉာဏ်တွေဟာဘလောက်တုံတယ်လဲဘလောက်ကန်းတယ်လဲဆိုတာဟာစဉ်းစားကြည့်ရင်ပေါ်တယ်မဟုတ်လားဒီလောက်စုပ်ပဲ့တာကြီးကိုပဲဆွတ်ဆုပ်เสียကောင်းတာကြီးကိုပဲအမိပြုတ်ပြီးတော့မန်လဲဝင်နိုင်ကြတယ်သူတို့ကနှိမ့်ချလဲနှိမ့်ချနိုင်ကြတယ်အော်เสียမကောင်းဘူးလားကောင်းတယ်နော်တခါကြီးဒီမိုင်းများဒါကြောင့်ဦးဇင်းတို့ဗာလေးသွားပြီးတော့အမှတ်ရတော့ဆိုတော့ဇနဗရကလျာဏီတို့ခေမာမီဘုရားတို့ကိုမြတ်စွာဘုရားဟောထားတဲ့ဂါထာလေးရှိနော်တခါကြီးဒီမိုင်းများအာတုရံအာတုစိန်ပုသိမ့်ပတ္တခေမေသမုတ်တယံဥက္ကရန္တံပက္ကရန္တံဘာလာနံအပိပတိတံဒါလေးကိုဦးဇင်းတို့တောင်မြို့စတော်ဘုရားကြီးအနှက်ပေးထားတာတော်တော်ကောင်းတယ်အာတုရံ96ပြားဘေယောဂတို့လွန်စွာခံခဲ့နှိစ္စပေထသောကိုအကြောင်းကိုသိဖို့ပြောနေရနော်တခါကြီးမိုင်းမြအာတုရံ96ပြားဘေယောဂတို့လွန်စွာခံခဲ့နှိစ္စပေအထသောအမြဲတမ်းနာကျင်မှုရှိနေတဲ့ခန္ဓာကြီးပေါ့အာတုရံအာတုစိန်အာတုစိန်အမြဲနေစဉ်ဆေးသုတ်တဲ့လေးယွံပွဲသာအမြဲနေစဉ်ဆေးသုတ်တဲ့လေးယွံပွဲမယွံပွဲသို့ပုတ်အံထုတ်၍လေနေပေထသောအမြဲတမ်းမစင်ကြယ်တာတွေကိုပဲဒီခန္ဓာကိုယ်ကြီးဟာအမြဲတမ်းယူစည်းပြီးတော့နေတယ်တဲ့အတုရံအာတုစိန်ဥဒိန်စေကျော်သုတ်တဲ့တရားရှင်လေးအမြင်သာဟုအတွင်းပုတ်၍နေပေထသောဘလောက်ပဲစေကျော်ဘလောက်ပဲပြင်ဆင်ယူရပြီးသွားတယ်လို့ရှိလားပြီးသွားတယ်လို့မရှိဘူးတရက်ကိုဘယ်နှခါလောက်ဆေးရ
3-4 ခါလောက်ကတော့အနည်းဆုံးဆေးပေးရတယ်ဟုတ်လားတခါကြီးမိုက်မြအေးအဲ့ဒါတရက်နဲ့ပြီးလားမပြီးဘူးစဉ်းစားကြည့်နော်အာတုရံအတုစိန်ပုဒိန်ပတ္တခေမေသမုတ်တယံဩဂရန္တံပကရန္တံဩဂရန္တံမျက်စိနာနာအင်္ဂါရှိတိုင်းအထက်ပိုင်းဝယ်ယွန်ပွဲသူ့ပုတ်အန်ထုတ်၍လေနေပေထသောခုနတုန်းကဥက္ကရန္တံဆိုတဲ့ပါဠိလေးနောက်တခါကြီးမိုက်မြမျက်စိနာနာလျှာဒါတွေကနေပြီးတော့အထက်ပိုင်းမှာလည်းပဲအနည်းနဲ့အများတော့ထွက်နေတာပဲမဟုတ်လားလို့အေးဩဂရန္တံပကရန္တံပကရန္တံကျင်ကြီးကျင်ငယ်အသွဲသွဲဟုမပွဲမရာဖျားဖျားကိုမှန်စွာနေညယိုချ၍လေနေပေသောအောက်ပိုင်းကြတော့လည်းပဲဒါအမြဲတမ်းဒါစီးဆင်းပြီးတော့နေတာပဲမဟုတ်လားအေးအဲ့ဒါကိုဘလို့ဆက်ပြီးတော့ဘုရားကဟောထားတယ်ဆိုတော့ဘာလနံလူမိုက်တို့သည်ဘာလနံမတိသောပုဂ္ဂိုလ်မမြင်သောပုဂ္ဂိုလ်တို့သည်အဘိပတိတံရှိရင်မြောင်းမြောင်းမမှန်ကောင်ကြံဖန်လေးမြတ်တောင်းတပေထသောရှိနေတာနဲ့ပြောင်းပြန်ကြံစီပြီးတော့အလွန်အမင်းဆွဲလန်းနေတယ်တဲ့ဆိုလိုတာနော်တခါကြီးမိုက်မြဘယ်သူတွေကပြောင်းပြန်ထင်ပြီးတော့ဆွဲလန်းတာလဲလူမိုက်တွေဆိုတော့ဘယ်သူမှဖြစ်မဲ့ထင်တော့ကိုပါပဲဟင်တခါကြီးမိုက်မြဟုတ်တယ်မဟုတ်လားလို့တခါကြီးမိုက်မြဆွဲလန်းမှုကိုပယ်နိုင်သလားမပယ်နိုင်ဘူးအဲ့ဒါမြင်လို့ဆွဲလန်းတာလားမမြင်လို့ဆွဲလန်းတာလားမမြင်တာကိုပဲခက်ကြမ်းကြမ်းပြောမယ်ဆိုရင်ကန်းတယ်လို့ပြောလို့ရတယ်မဟုတ်လားအေးဘာလနံလူမိုက်တို့သည်အဘိပတိတံရှိရင်မြောင်းပြန်မမှန်ကန်အောင်ကြံဖန်လေးမြတ်တောက်တအပေထသောကြံဖန်ပြီးတော့အဲ့ဒါကိုလေးလေးမြတ်မြတ်ကြီးကိုပဲစိတ်ထဲမှာတကယ်ကိုအကြီးကျယ်ကြီးကိုပဲထင်နေတာဟုတ်လားတခါကြီးမိုက်မြအေးအဲ့ဒီလို32ကိုထာသတို့ရဲ့အစုဝေးဖြစ်တဲ့ဒီခန္ဓာကိုယ်ကြီးရဲ့အမှန်တရားကိုမြင်အောင်ကြည့်ပါတဲ့ဒီနေရာမှာဦးဇင်းတို့နည်းနည်းကလေးပေးတဲ့တို့ကိုအကြံပေးခြင်းဒီယုတ်တရားတို့ရဲ့အနိစ္စဒုက္ခအနတ္တဆိုတာမြင်ဖို့အင်မတန်ခဲရင်းပါတယ်အခုဦးဇင်းတို့ပြောတဲ့မြတ်စွာဘုရားအခုပြောထားတဲ့ဒီအတုပမတင့်တယ်တဲ့သဘောဆိုတာကဒီပဂရိမျက်လုံးနှလုံးနဲ့ကိုပဲမြင်လို့ရနေတဲ့သဘောရှိဒကာဓမ္မတို့ဦးဇင်းတို့ ਨੇ အလှမ်းမဝေးဘူးလို့ပြောကျင်တာဟုတ်လားဒကာကြီးမိုင်းမြဟိုတကယ်ယုတ်တရားတို့ရဲ့သဘောတို့ရဲ့အနိစ္စဒုက္ခအနတ္တကိုမြင်ဖို့ဆိုတာကထိုက်တဲ့တမာတိရှိရမယ်ထိုက်တဲ့ဉာဏ်ပညာရှိရမယ်ဒါကိုအခြေခံပြီးတော့မှအိဋ္ဌဒုက္ခအနတ္တဆိုတာမြင်ဖို့ဖြစ်တယ်ဟုတ်လားအခုဒီမှာအတုပမတင့်တဲ့သဘောယွန်းရှားပွေရသဘောမြင်လို့တရားမဟုတ်ဘူးဆိုတဲ့သဘောဟာပဂရိမျက်လုံးနဲ့တောင်မြင်လို့ရတယ်မဟုတ်လားအဲ့ဒီမြင်လို့ရတာကိုပဲမမြင်ခြင်းဟန်ဆောင်ပြီးတော့မျက်နှာလွှဲနေကြဟုတ်လားတခါကြီးမိုက်မြဒါကြောင့်ဦးဇင်းတို့ကျမ်းဂန်နေတဲ့ကတော့ဘာနဲ့ဥပမာပေးတုံးဆိုတော့မြေခွေးဟာပေါက်ပင်ပေါ်ကနေပြီးတော့ကြွေကြလာတဲ့ပေါက်ပွင့်ကိုသူကအစာတုံးကအဲ့ဒါအသားတစ်တွေမှတ်ပြီးတော့မျောနေတာလေဒီဥပမာလေးကိုအကျဉ်းမြင်လေးဦးဇင်းကပြောလိုက်ခြင်းသေးတယ်အဲ့ဒီလိုမျောနေရင်နဲ့လေကလေးလှုပ်လိုက်တော့ပေါက်ပွင့်တစ်ပွင့်ကအောက်ပြုတ်ကြလာပြေးတယ်ပြီးတော့သူကသွားဟတ်ကြည့်တယ်ဟာအဲ့တော့ငါထင်တဲ့အသားတုံးလည်းမဟုတ်ပါလားဒါကဘာမှစားလို့မရတဲ့ကိစ္စလူလိုဆိုလို့ရှိရင်တော့ဉာဏ်ရှိတယ်ဒါကလည်းပဲဒီလိုမျိုးဆိုရင်အပင်မောဟဟာလည်းဒီလိုမျိုးပဲဆိုပြီးတော့ तू လှည့်ထွက်သွားဖို့ပဲရှိတယ်ဒါပေမဲ့ तू အဲ့ဒါလိုလှည့်ထွက်သွားသလားမသွားဘူးကြွေကြလာတာဒီသားလည်းအသုံးမကျတဲ့အရာအပင်မောမှာကြံနေတဲ့အရာကတော့အသုံးကျတဲ့အရာဖြစ်အောင်ပဲဆိုပြီးတော့ဆက်ပြီးတော့ဗာလဲမျောမြဲမျောနေတယ်နောက်တစ်ခါတပွင့်ကြလာပြန်တယ်သွားပြီးတော့ तू ကြည့်လိုက်သေးတာပဲဟာဒါကတော့မဟုတ်ဘူးအပေါ်ကဟာတော့ဟုတ်အောင်မယ်လို့ဗာလဲထင်နေတယ်အဲ့ဒါပုထုဇဉ်ဆိုတာအဲ့ဒီတိုင်းပဲနော်ထွက်ကြလာတဲ့အရာတွေဘာမှမဟုတ်ဘူးဆက်စုပ်เสียဆိုတာတော့ကလေးကစားသိတယ်ဒါပေမဲ့ခန္ဓာကိုယ်ကြီးအလုံးခဲနဲ့နေတော့ဒါကိုပဲအမျိုးမျိုးချီကျူပြောဆိုပြီးတော့အမွှန်းတင်ပြီးတော့နေကြတာပဲမဟုတ်လားလို့အဲ့ဒါဘာလဲလို့ဟင်တခါကြီးမိုက်မြအဲ့ဒီမြေခွေးသဖွယ်အောက်ကျလာတာသာမကောင်းတာဟေးအပင်မော်ကဟာကတော့အသားတုံးနေနဲ့တူတယ်လို့ထင်နေတာပဲမဟုတ်လားအေးဒါကြောင့်ဦးဇင်းတို့ပြောချင်တာကဘာလဲမြင်သာထင်သာရှိတဲ့အရာကိုတကယ်ကိုပဲစိတ်ဆိုင်ပြီးတော့လုံမဲ့ဆိုလို့ရှိရင်ငါဒီဟုသောမာနတွေနည်းသွားနိုင်တယ်နော်ဒီကိစ္စကဘာကြောင့်ဦးဇင်းတို့ပြောရတယ်လဲဆိုတော့ဒီကာယကတာတတိကိုတကယ်ဆွဲမြဲအောင်ဒကာဓမ္မတို့ဦးဇင်းတို့ကြိုးစားကြမယ်ဆိုလို့ရှိရင်ဒေါသတွေလည်းနည်းသွားနိုင်တယ်မာနတွေလည်းနည်းသွားနိုင်တယ်အဲ့ဒါတွေနည်းသွားခြင်းသည်ပင်လျင်သူတော်ကောင်းစိတ်ဓာတ်တွေတိုးတက်လာတယ်လို့ခေါ်လို့ရတယ်မဟုတ်လားအေးဒါကြောင့်ကာယကတာတတိဆိုတဲ့အမြင်သည်မကောင်းတာတွေကိုလျှော့ပြီးတော့ကောင်းတာတွေကိုတိုးတက်လာစေနိုင်တဲ့တွန်းအားမျိုးကိုပေးနေတယ်ဒါကြောင့်သူ့ရဲ့စွမ်းအားတတိကိုပေါ့မတွက်ရဘူးနော်တခါကြီးမိုက်မြကိုယ်ခန္ဓာကြောင့်ကိုကောင်းကောင်းသိလို့ရှိရင်စိတ်ဓာတ်တွေဟာအမျိုးမျိုးပြောင်းလဲသွားတယ်ပြောင်းလဲတဲ့သဘောရှိတယ်နော်စိတ်ဆိုတာကမြင်တော့မြင်တယ်လို့တစ်မျိုးမမြင်တော့လည်းမမြင်တယ်လို့မျိုး
သူပြောင်းနေတာဟုတ်လားမြတ်စွာဘုရားကတော့လေကာယကတာတတိကိုဘလောက်ထိမြတ်စွာဘုရားအမွှန်းတင်ပြီးတော့ပြောတယ်လဲဦးဇင်းတို့နည်းနည်းလေးပြောအောင်မယ်အာမတန္တိဘိကဝေပရိပုံစံတိယေကာယကတာတတိပရိပုံစံတိဒါဦးဇင်းတို့အင်္ဂုတ္တပါဠိတော်ဧကနိပတ်မှာလာဘိကဝေယံတော်တို့ရေခြင်းပုဂ္ဂိုလ်သည်ကာယကတာတတိကာယကတာတတိကိုပရိပုံစံတိသုံးဆောင်ကြရကုန်၏ကိုယ်အကြောင်းကိုကိုသိတဲ့ဒီသတိကလေးဒီဉာဏ်ကလေးကိုအစားအစာနဲ့ဥပမာပေးတာနော်မြတ်စွာဘုရားကဒီ32ခုဌာနဘာမှတင့်တယ်တဲ့သဘောမရှိဘူးလို့အမှန်တိုင်းသိတဲ့ဒီကာယကတာတတိကိုဘာနဲ့ဥပမာပေးတာလဲအစားအစာနဲ့ပရိပုံစံတိတဲ့အချို့သောပုဂ္ဂိုလ်တွေဟာခန္ဓာကိုယ်ကိုသတိထားပြီးတော့ကာယကတာတတိကိုမွန်မြတ်တဲ့အစားအစာတစ်ဖွဲသုံးဆောင်ခွင့်ရတယ်ဒါကဥပမာနော်အေးယေကာယကတာတတိပရိပုံစံတိတေထိုကဲ့သို့ကာယကတာတတိကိုသုံးဆောင်ကြရသောပုဂ္ဂိုလ်တို့သည်အမတံမသေးရနိဗ္ဗာန်တရားကိုပရိပုံစံတိသုံးဆောင်ကြရကုန်သောသူနဲ့တူကြကုန်၏အဲ့ဒီပုဂ္ဂိုလ်တွေဟာအမတဆိုတဲ့နိဗ္ဗာန်ကိုသုံးဆောင်ရတာနဲ့အတူတူပဲတဲ့နော်တခါကြီးမိုက်မြမသေးရနိဗ္ဗာန်ကိုပါလဲသုံးဆောင်ရတာနဲ့အတူတူပဲတဲ့ဒါကြောင့်ကိုယ်အကြောင်းလေးကိုသိအောင်နည်းနည်းလေးကြည့်ကြည့်မသေးရနိဗ္ဗာန်ဆိုတာကတော့မြတ်စွာဘုရားကဒါတရားဓမ္မတို့ဦးဇင်းတို့တွေဟိုဘုရားရဲ့ဆိုလိုချက်ကိုအပြည့်အဝကြီးသဘောပေါက်ဖို့တော့မလွယ်သေးဘူးနော်သို့တော်လည်းပဲကိုယ်လက်တွေ့သဘောပေါက်နိုင်တာကဘာလဲဆိုတော့ဒီခန္ဓာရဲ့အကြောင်းကိုသိနေတဲ့အချိန်မှာစိတ်ထဲမှာအေးချမ်းမှုသဘောရှိနေတာတော့အမှန်ပဲနော်မာနဖြင့်စိတ်ဟာခက်ထန်ပြီးတော့မနေဘူးဒေါသနဲ့ကြမ်းထမ်းပြီးတော့မနေဘူးအဲ့ဒီချိန်မှာအမှန်မြင်တဲ့အမြင်လေးနဲ့နူးညံ့သိမ်မွေ့ပြီးတော့စိတ်ဟာချမ်းသာနေတာတော့အမှန်ပဲဒါလုတ်ကြည့်နော်တခါကြီးမိုင်းမြအဲ့ဒီချမ်းသာနေတဲ့သဘောသည်နိဗ္ဗာန်ဓာတ်နဲ့ဆက်သွယ်မှုရှိကိုရှိနေတယ်ဘာကြောင့်လဲကိလေသာကင်းလို့အဲ့ဒီချိန်မှာချမ်းသာနေတာမဟုတ်လားနိဗ္ဗာန်ဆိုတာကိလေသာကင်းတာကိုဆိုတယ်မဟုတ်လားတရင်ကနိဗ္ဗာန်လို့ပြောလို့မရပြီဘူးလားရတယ်ဒါကြောင့်ကာယကတာတတိကိုသုံးဆောင်ရသူတို့သည်နိဗ္ဗာန်ဆိုတဲ့အမတ္တဓာတ်ကိုသုံးဆောင်ရသူနဲ့အတူတူပဲတဲ့ဟုတ်လားဒါကြောင့်ဒကာဓမ္မတို့နိဗ္ဗာန်ရဲ့အရာသာကိုသိခြင်းရင်ကာယကတာတတိရဲ့အရာသာကိုသိအောင်အရင်မြည်စမ်းကြည့်ကြအောင်လို့အကြံပေးခြင်းတယ်ဟုတ်လားဒကာကြီးမိုက်မြရိတ်တာတွေသွားပြီးတော့တရားအထုတ်နိုင်ရင်တော့အတိုင်းထက်လွန်ကောင်းပါတယ်နော်ဒကာကြီးမိုက်မြသို့တော်လည်းပဲမိမိခန္ဓာကိုယ်ရဲ့အမှန်သဘောတွေကိုတကယ်တမ်းဘယ်နာမှာအဆုပ်ရှိတယ်အသေးရှိတယ်နှလုံးရှိတယ်ဥကဘလို့လှုပ်လှုပ်နေတယ်အစာအိမ်ပြီးတော့ဥမကဘလို့အစာအောင်အိမ်ကိုဘလို့သွားတယ်အုံနောက်ကဘလို့အစရှိသဖြင့်ဒီခန္ဓာကိုယ်ရဲ့ဒီအယိုးစုနဲ့ကာယံထားတဲ့အသားတွေနဲ့မုံမှန်ထားတဲ့အထဲထဲမှာကလီစာတွေနဲ့ပြည့်နေတဲ့ဒီခန္ဓာရဲ့အကြောင်းကိုတကယ်မျက်စိနဲ့မြင်အောင်ခုခေတ်ပေါ်ပစ္စည်းတွေရဲ့အကူအညီကိုယူပြီးတော့ကြည့်မယ်ဆိုရင်ပိုးပြီးတော့မြန်မြန်ဆန်းဆန်းထင်နိုင်တယ်နော်တခါကြီးမိုက်မြန်ဘာအကျိုးကိုရည်ရွယ်ပြီးတော့ပြောတာလဲနိဗ္ဗာန်ဒီဟုသောအရာသာကိုခံစားနိုင်ဖို့ဒါကတော့မြတ်စွာဘုရားအမြင့်ဆုံးရဲ့မျှော်လင့်ချက်ပေါ့ဟုတ်လားတခါကြီးမိုက်မြန်ဒါကြောင့်ကာယကတာတတိရဲ့အရာသာကိုခံစားရလို့ရှိရင်နိဗ္ဗာန်ရဲ့ရတာကိုခံစားရတာနဲ့အတူတူပဲဒါကြောင့်စိတ်ဓာတ်တွေမြင့်မားလာအောင်မကောင်းတဲ့စိတ်ဓာတ်တွေလျော့သွားအောင်ကာယကတာတတိသည်အထောက်အပံ့မပေးပြီဘူးလားပေးတယ်အင်္ဂုတ္တပါဠိတော်နောက်ထပ်အားရှိစရာတုတ်တန်လေးတစ်ခုကိုရွတ်ပြအောင်ဧကာရမေဘိကဝေဘာဝိတေဘဟုလိကေတိကာယောပိပတ္တံပတိစိတ်တံပိပတ္တံပတိဝိတေကဝိဇာရာပိဟူပတမေတိဝိဇာကေဝလာပိဝိဇာဘာဂိယဓမ္မာဘာဝနာပါရိပူရိန်ကိသန္တိမြန်မာပြန်လေးအတူချုပ်ပြောမယ်ကာယကတာတတိဆိုတဲ့တခုသောတရားကိုပွားများကြသောပုဂ္ဂိုလ်တို့သည်တဲ့ကာယောပိပတ္တံပတိခန္ဓာကိုယ်လည်းအေးချမ်းတဲ့ရကျင်လားအဲ့ဒီအကျိုးကိုရကျင်လားတခါကြီးမိုက်မြကာယောပိပတ္တံပတိခန္ဓာကိုယ်လည်းအေးချမ်းတယ်စိတ်တံပိပတ္တံပတိစိတ်လည်းပဲအေးချမ်းတယ်စိတ်လည်းပါလဲအေးတယ်ဝိတေကဝိစာရာပိအကျံအစီဝိတဝိစာရတို့သည်လေဝုပတမန္တိငြိမ်းအေကုန်၏အတွေးတွေလည်းငြိမ်းသွားတယ်အတွေးတွေကြောင့်စိတ်ကပူးနေတာကိုတခါကြီးမိုက်တို့ရဟုတ်လားကေဝလာမေဝိဇာဘာဂိယဓမ္မဘာဝနာပါရိပူရိန်ကိသတိဝိဇာဘာဂိယလို့ခေါ်တဲ့မဲ့ညံဖူးညံဝိဇာညံ၈ပါးတို့ကိုပြည့်စုံစေတဲ့အစွမ်းတတ္တိရှိတယ်တဲ့ကာယကတာတတိရဲ့အစွမ်းနော်ဒါကိုယ့်ဟာကိုယ်ပဲစဉ်းစားကြည့်ကြဟုတ်လားတခါကြီးမိုက်မြအကျယ်ရှင်းမပြတော့ဘူးနော်ဦးဇင်းတို့ကဟုတ်လားဒါကြောင့်ကာယကတာတတိကိုပွားများရင်ပါလဲကိုယ်လည်းပဲအေးချမ်းမယ်စိတ်လည်းပဲအေးချမ်းမယ်ဝိတဝိစာရဆိုတဲ့ကြံစီမှုသုံးသပ်မှုအတွေးတွေလည်းပဲငြိမ်းသွားမယ်မဲ့ညံဖူညံဆိုတဲ့တရားဓုတရားမြတ်တွေလည်းပြ
ပြည်စုံသွားမယ်မဉ္ဇဉ်ဖူဉ္ဇဉ်တောင်ရနိုင်တယ်လို့ပြောထားတယ်နော်တခါကြီးမိုင်မြဒါကြောင့်နောက်ဆုံးဥပမာမှတ်မိသလားကိုကူမြောက်ဥပမာမှတ်မိလားအပေါက်ကြီးအပေါက်ငယ်နဲ့ပြည်နေတဲ့ဘာအိုးကြီးလဲမဲစီအိုးကြီးကိုဘယ်ပေါ်မှာရွက်ထားတာလဲခေါင်းပေါ်မှာရွက်ထားဗန္ဒီဘုံတော်ကြီးတော်မူသောမြတ်စွာဘုရားသေတာပေဥပမာအဖြစ်စိတ်တံဝစိတ်တံအပေါက်ကြီးပေါက်ငယ်ပြည်စုံသွားရှိသောဥက္ကရဏံထက်သို့လည်းရှံတက်၍နေသောပကရဏံအောက်သို့လည်းယိုစီ၍နေသောမေတကထာလိကမဲစီအိုးကိုဥရိသောယောက်ျားသည်ပရိဟရေယသေထာပြီးရွက်ဆောင်၍ထားရသကဲ့သို့အဟံဖရာတပည့်တော်သည်ဧဝမေဝခောဤအတူသာလျင်စိတ်တံဝစိတ်တံအပေါက်ကြီးပေါက်ငယ်နှင့်ပြည့်စုံသောဥက္ကရဏံထက်သို့လည်းရှံတက်၍နေသောပကရဏံအောက်သို့လည်းယိုစီ၍နေသောဣမံကာယံဤခန္ဓာကိုယ်ကြီးကိုပရိဟရာမိရွက်ဆောင်၍ထားရပါ၏ဒီဥပမာ၉ချက်ကိုအရှင်မြတ်ကြီးပြောလိုက်တော့ခုနတုန်းကရှင်မြတ်ကြီးကိုပြစ်မှားတဲ့ဒီယဟန်လေးရဲ့စိတ်ထဲမှာအင်မတန်ပူလောင်လာတယ်လို့ဆိုတယ်နော်အဲ့ဒါနဲ့ပူလောင်လာပြီးတော့မနေနိုင်ဘူးဆိုတော့မြတ်စွာဘုရားကိုသူသွားတောင်းပန်ရရှင်ဘုရားဘုရားတပည့်တော်မိုက်သည့်အလျောက်တွေ့ဝေသည့်အလျောက်မသိသည့်အလျောက်မပြစ်မှားတဲ့ပုဂ္ဂိုလ်ကိုပြစ်မှားမိပါတယ်ဘုရားဒါကြောင့်ဘုရားတပည့်တော်ရဲ့အပြစ်ကိုသီးခံခွင့်လွှတ်ပါဘုရားဆိုပြီးတော့မြတ်စွာဘုရားကိုတောင်းပန်တော့မြတ်စွာဘုရားကခြေသားသာရိပုတ္တရာဟောဒီအချီးအနီးသောပုဂ္ဂိုလ်ရဲ့ခေါင်းခုနှစ်စိတ်မကွဲခင်မှာသင်ခြေသားသီးခံလိုက်ပါလို့မြတ်စွာဘုရားကအမိန့်ရှိတယ်အဲ့ဒီမှာရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကဂိုင်းငါရှင်ကိုသီးခံပါလေငါရှင်ကလည်းငါ့ကိုသီးခံပါဆိုပြီးတော့ပြန်တောင်းပန်တယ်နော်တခါကြီးမိုက်ပြအဲ့ဒီလိုနီးနဲ့တိဟနာရသုတ်တန်သည်ဏီကုံချုပ်ပါတယ်ဟုတ်လားတခါကြီးမိုက်ပြဒီတော့ဘေးသက်တို့အနေနဲ့ဗာစဉ်းစားရမှာလဲတာဓိကုံမြေပြီးတော့ဗာလဲရေမီလေအဝိစုပ်အဲ့ဒီ၅ခုကိုခုထားနော်ပြီးရင်ဗာလဲဒွန်စန္နာပြီးတော့ဗာလဲဂျိုဂျိုးတဲ့နွားလားအဲ့ဒီနှစ်ခုကိုတပုံပုံဟုတ်လားပြီးရင်မွေကောင်ပုတ်ခွေးသေးကောင်ပုတ်ကိုလေပင်ဆွဲထားရသလိုမျိုးအပေါက်တွေအများကြီးရှိပြီးတော့ယိုကျနေတဲ့ရှံကျနေတဲ့မဲစီဦးကိုခေါင်းမော်ရွက်ထားရသလိုမျိုးကိုယ်ခန္ဓာရဲ့အကြောင်းကိုအဲ့ဒါလိုသဘောထားနိုင်လို့ရှိရင်မကောင်းတဲ့စိတ်တွေနည်းပြီးတော့ကောင်းတဲ့စိတ်တွေများလာမယ်ဆင်းရဲတဲ့စိတ်တွေနည်းပြီးတော့ချမ်းသာတဲ့စိတ်တွေများလာမယ်အဲ့ဒီလိုဆင်းရဲတာတွေနည်းပြီးတော့ချမ်းသာတာတွေများအောင်ကြိုးစားခြင်းသည်ပဲနဲ့ရင်ကိုဘာလုပ်နေတာလဲပိုကောင်းအောင်လုပ်နေတာဦးဇင်းတရားဏိဒံတော်ကပြောခဲ့တာမှတ်မိလားလောကမှာအရေးကြီးဆုံးလောကဘာလဲကိုပိုကောင်းအောင်ကြိုးစားနေတာသည်အရေးကြီးဆုံးပါပဲဟုတ်လားတခါကြီးမိုက်မြဒါကြောင့်ကိုကောင်းအောင်ဒီဒေသနာတော်ကိုအမိပြုတ်ပြီးတော့တတ်နိုင်သမျှကြိုးစားနိုင်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုရင်းနဲ့မေတ္တာပို့ပြီးတော့ဆုံးသတ်ကြရအောင်နော်တနာရီနဲ့15မိနစ်ရှိသွားပြီဘဝတုသဗ္ဗမင်္ဂလရက္ခန္တုသဗ္ဗဒေဝတာသဗ္ဗဗုဒ္ဓ ानु ဘာဝေနတရာဒုက္ခိဘဝန္တုတိဘဝတုသဗ္ဗမင်္ဂလရက္ခန္တုသဗ္ဗဒေဝတာသဗ္ဗဓမ္မာနုဘာဝေနတရာဒုက္ခိဘဝန္တုတိဘဝတုသဗ္ဗမင်္ဂလရက္ခန္တုသဗ္ဗဒေဝတာသဗ္ဗသံဃာနုဘာဝေနတရာဒုက္ခိဘဝန္တုတိတေတုမင်္ဂသင်တရားနာပိတ္တပေါင်းသူတော်ကောင်းတို့စားတာအလုံးသောတတ္တဝါအနန္တတို့အားသဗ္ဗမင်္ဂလံလောကီလောကုတ္တရာကောင်းစုသမျှမင်္ဂလာဝါဝသည်ဘဝတုကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်းသဗ္ဗမင်္ဂလံသဗ္ဗဒေဝတာမိမိတို့ခန္ဓာကိုယ်ကိုစောင့်ကြနေကြကုန်သောနတ်မိမိတို့အိမ်ကိုစောင့်ကြနေကြကုန်သောနတ်မိမိတို့သာသနာမိမိတို့ကဘာကိုစောင့်ကြနေကြကုန်သောနတ်မြတ်နာကောင်းတာပေါင်းတို့ကလည်းပင်သက္ကံတို့ကောင်းစွာမသွေစောင့်ရှောက်တော်မူနိုင်ကြပါစေတည်းသဗ္ဗဗုဒ္ဓ ानु မဝိနာကင်းငါဝါလူသေးစုမကပွင့်တော်မူကြတဲ့စုစုတို့တာပါဘုရားရှင်ကိုယ်တော်မြတ်တို့ရဲ့တကူတေဇောအာနုဘော်တော်တို့ကြောင့်၎င်းသဗ္ဗဓမ္မာနုမဝိနာမေလီတံဖူလီတံနိဗ္ဗာန်ပရိယတိဥသောသောစေတံသောတရားတော်မြတ်ပေါင်းတို့ရဲ့တကူတေဇောအာနုဘော်တော်တို့ကြောင့်၎င်းသဗ္ဗသံဃာနုမဝိနာမဂတံ၄ယောက်ပလတံ၄ယောက်ဥသောသောရှေယောသောရိယာသံဃာရှင်မြတ်တို့နှင့်တကွသီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တို့နှင့်ပြည့်စုံတော်မူကြတဲ့သမုဒိတံဃာရှင်ကောင်းရှင်မြတ်ပေါင်းတို့ရဲ့တကူတေဇောအာနုဘော်တော်တို့ကြောင့်၎င်းတရားနိယောညပါဘေကမဆိုင်ခြင်းရှိတိုင်းဒုက္ခိကိုစိတ်နှပြချမ်းမာချမ်းသာခြင်းရှိကြကုန်သည်ဘဝတုကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်း